မတူကွာထူးကြလိုက်တာမိငယ်တွေမှာငါတွေကိုမြူးနေတာပဲအင်းသားလေးဖယ်ပြီးတော့တော်တင်လက်ပြီးရောက်သွားမှာပဲကွာဟုတ်တယ်မင်းရတော့ကွာဒီနေ့အိမ်ပြန်မြန်မာလောင်းတော့မှာပဲဟေးအဲ့ဒါဘာကြောင့်လဲသိလားရာဇကြိုပြည်ကိုစိုးစံတော်မူတဲ့ရာသကမင်းကြီးဟာတိုင်းလူပြည်သားတွေကိုမင်းကျင့်တရား10ပါးနဲ့ကြီးစိုးစံတာရောက်တိုင်းပြည်မှာဆိုင်ရည်စပါးသားငါတိတိရွယ်လာပေါ်များတာဘာဆန်းတဲ့ကွယ်လို့ဖောက်တော့ဟေးပိုက်ကိုကူချွမ်းမပါဘူးပိုက်ကဆွဲလို့မရတော့ဘူးဖိုးတွေကမင်းငါဖမ်းစားလာသေတော့မယ်ကွာဒါလေးတော့မင်းမနိုင်ဘူးလားငါလာခဲ့မယ်ဖိုးတိုင်းကပိုက်ကိုမြဲမြဲကြိုင်တာမလွတ်စင်းနဲ့မလွတ်စင်းတော့ကြိုင်တာဆက်ကြဖမ်းစားလာကြာပြီဗျ။ဒါလောက်ထူးဆန်းတဲ့ငါကြီးဒါလောက်ကြီးတဲ့ငါကြီးကိုတစ်ခါမှမမြင်ဘူးဗျာ။ခဲကြောင်ရင်တော့ဒီလိုတွေဒီလောက်ထူးဆန်းပြီးဒီလောက်ကြီးတဲ့ငါကြီးကိုမမြင်ဘူးမလား။ဟုတ်ပါဘူး။အခုအနီးကကြည့်အောင်လာပြပါမယ်။ပိုင်ကိုဖြုတ်ငါ့ဒီကောင်တော့ကျွေးလောင်းထားသလိုပဲရွှေငါးရတော့အေးတော့ကြည့်ပါဦးဗျာဒီလောက်ကြီးကငါးလေကျုပ်တစ်ခါမှမမြင်ဘူးဗျာဟုတ်ပါလားဟုတ်ပါဒီငါးကြီးနဲ့ဟင်းချက်စားလိုက်ဘယ်လောက်ရလာရှိမလို့မသိဘူးနော်ကိုတိုက်ကဒီနေ့ကျုပ်တော့ဟင်းစားဝယ်စုပေးရမယ်နော်ဒီလောက်ကြီးတဲ့ငါးကြီးကိုဖမ်းမိထားတာတရွာလုံးဟင်းစားပေးမယ်ဟင်းစားကဲမင်းမတို့ဒီလောက်ကြီးရဲ့ငါးကြီးအသားကိုစားခြင်းနဲ့ဆိုရင်ကျုပ်အမြန်ဆုံးခေါင်းဖြတ်ပြီးဝယ်စုခွဲပေးမယ်ဗျာဟုတ်ပါဗျာငါရဲ့ဝမ်းဘက်ကမိတ်လိုက်ဖောင်းလိုက်လောက်စီနေဗျာဟောတိုင်ငါရဲ့ဝမ်းဘက်ကိုမထိနဲ့တော့အထဲထဲမှာတစ်ခုရှိနေတာသိကြနေပြီဘိုက်ကိုလေဖြည်းခွတ်ရုပ်စီတော့ဆုံးနေပါဟိုတည်းဒီလေးတော့အဲမကြုံနေနဲ့အေးပါကွာငါလည်းဒီမှာလည်းမတိအောင်တီးနေတာပါကွာစိတ်မင်းသမီးနဲ့ဟုတ်ပါတော့ဟုတ်ပါဒီကငါလေငါရလမ်းမှာခလေးလေးကိုအစာမှတ်လို့မျိုးလာတာနဲ့ဟိုဘယ်နဲ့မျိုးလိုက်အသက်ရှင်မှာငါမချက်တော့တန်းနေအသက်ကြီးတယ်
ချက်ကျိုးကြီးနဲ့ အဲ့ဘလို့လောက်ကြပြအဲ့ကလေးကို โอ้ဘယ်လိုလုပ်ရမှာလဲဒီကလေးလေးကဒိုးနဲ့ထိုက်တို့ဒိုးရွာကိုရောက်လာတာလေအဲ့တော့တိမ်တက်စင်းအလှက်ကြမွေးကြတာပေါ့ကွာ ဟိုတိတ်ကြီးဒီကလေးကိုငါတို့တငါတွေတွေမွေးတစ်တဲလုံးလူမွေးသူမွေးတော့ပျောက်မှာမဟုတ်ဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဒီကလေးကရွှေငါးကြီးရဲ့ဝမ်ဘိုက်ထဲမှာသတိတဲထားရဲ့ရွှေရောင်အစင်းရှိပြီးတော့ချောမွေလှပတာဒီသမီးလေးကိုဗျာကျုပ်တို့မွေးလာတဲ့ဆိုင်ရာဇကြိုပြည့်ရှင်ရာဇကဟမင်းထံသက်သာလေးတင့်မြတ်လျော်ကန်ထိုက်တန်ပါတယ်မောင်တော်ဖေဟာသမီးတော်လေးကိုရှူစားလိုက်ပါဦး။အိုးအသားရည်လေးရတယ်မြင်လိုက်တာ။မျက်နှာတော်လေးရလေဝါဝီပြီးရွှေအစင်းနဲ့ရွှေမင်းသမီးလေးလိုပါပဲဖေဟာ။ရွှေငါးရဲ့ဗိုက်ထဲကထွက်လာတဲ့ပရိသေသားလို့တောင်ယုံနိုင်ွယ်မရှိပါလား။ချစ်ဖို့ကောင်းလိုက်တာမောင်ကြီးဖေဟာ။ ဟော်ရီကတငါသည်ကြီးများကသမီးငယ်လေးကိုလာရောက်ဆက်သားလို့သာငါကိုယ်တော်မြတ်ကြားသိတော့ရတာရုံနိုင်ွယ်မရှိပြီဘူးမိဘခေါင်ကြီးရဲ့ အမီးတော်လေးရဲ့ဥပရိအင်္ဂလိပ်ကထူးခြားလွန်းလာပါတယ်ဖေဟာမင်းကမွေးတဲ့မင်းသမီးလို့တောင်ထင်မှားမိနေတယ်အခုလိုသမီးတော်လေးကိုရှူစားရင်းနဲ့လေမိဘခေါင်ကြီးရဲ့မွေးတဲ့ရင်သွေးလို့တောင်ခံစားနေရပါတယ်ဖေဟာမောင်တော်မင်းကြီးသာခွင့်ပြုမယ်ဆိုလို့ရှိရင်မိဘခေါင်ကြီးတို့ရဲ့သမီးလေးဖြစ်နေကျွေးမီးဆောက်ရှောက်ရှင်ပါလေဖေဟာမိဘခေါင်ကြီးကလည်းသားသမီးရနာမထုံးကတော့သမီးတို့အရာလေးထားပြီးတော့ကျူးပြီးဆောက်ရှောက်ခြင်းနဲ့ငါကိုယ်တော်မြတ်ကလည်းဒီကလေးငယ်မကိုမြင်မြင်ချင်းရုပ်စေးငါချောမော့တင့်တယ်လွန်းလွန်းတနာချစ်ကစိတ်ဒီပေါ့ပြီးသမီးတို့အရာထားတော်မူမယ်ဗျာ ရှစ်ဘုန်းတော်ကြောင့်ညောကန်တင့်မြတ်လာကြောင်းပါဗျာ ဝင်းသားလိုက်တာသမီးတော်လေးကဒီနေ့ဆက်ပြီးမေမေတို့ရဲ့သမီးတော်လေးဖြစ်သွားပြီရွှေမင်းသမီးလေးဖြစ်သွားပြီအမဒီပျော်လိုက်တာမောင်ကြီးပြားရေပျော်လိုက်တာ မင်းကြီးများ ဘုရား ဟော်ရီရဲ့သမီးတို့လေးကိုလာရောက်ဆက်တာတဲ့တငါသည်ကြီးများကိုစုတော်လက်တော်များပေးသနာစီမင်းကြီးများရဲ့ မှန်လားတင့်မြတ်လျော်ကန်လာကြောင်းပါဗျာ ကဲပညာရှိပရောဟိတ်ကြီး ခါသားလျက်ရှိကြောင်းပါဗျာ အာကိုရောမြတ်ရဲ့သမီးတော်လေးရဲ့ဇာတာဆက်လက်ကိုယခုပင်တွက်ချက်ပြီးတော့နန်းထိုက်တော်ဝင်မင်္ဂလာရှိတဲ့အမည်နာမတော်ကိုဆက်တာစီဗျာ မနိကင်းကြောင့်မပရာအရှင်မင်းမြတ်ဤကြီးမြတ်သောဘုံတော်နိကင်းကြောင့်ဇာတာဆန်းလနက္ခတ္တယာဂျိုစီဂျိုပူစုတ်ကောင်းဆုံးမြတ်တက်ရောက်ဟောအရာသမီးတော်လေးဤနန်းထိုက်တော်ဝင်မင်္ဂလာအမည်နာမတော်သည်မစ္ဆဒေဝီဟုကေမွန်းတက်လျင်တင့်မြတ်လှကြောင်းပါဗျာ အေးကောင်းလေစွာငါကိုရောမြတ်နဲ့မိဘခေါင်ကြီးတို့ရဲ့ကြီးပြီးတော်မူတဲ့ဟောရိယသမီးတော်လေးရဲ့အမည်နာမအားမြစ္ဆဒေဝီလို့ခေါ်တွင်စေရမည်အမိန်တော် ရှစ်ဘုန်းတော်ကြောင့်လျော်ကန်တင့်မြတ်လာကြောင်းပါဗျာ ဒီနေ့ကစပြီးမမေ့သမီးလေးကမြစ္ဆာဒေဝီတဲ့မြစ္ဆာဒေဝီမင်းသမီးလေးမြစ္ဆာဒေဝီ
င်မရေမစ္စတေဝီမင်းသမီးလေးကလေအင်မတန်ကြီးမားလာတဲ့ရွှေငါးကြီးရဲ့ပိုက်ထဲမှာတတိတီတာတဲ့မဲဦးတို့မဲနန်းတို့ရဲ့မျက်စိရှိမှမလို့တာယုံရတာဒါပေမဲ့လေမင်းသမီးလေးကတနေ့တစ်ချောင်းချောချောလာနော်တူတူပြောပါအထင်းတော်ကြီးလေတော်တော်ကြာဘင်းကြီးနဲ့မိဖုရားကြလို့အမျက်တော်ရှာနေပါဦးမေဩမောင်မလေမှန်တာပြောတာပဲဟာကိုတငါတဲ့တွေကလာဆက်တာလို့လေဘင်းရသမီးတော်နေရာမှာအရာထားပြီးတော့ကျွေးမွေးဆောက်ရှောက်ခဲ့တာပဲမဟုတ်ဘူးလားလို့ မြစတေးမင်းသမီးလေးကငါမွေးတာကိုတိချာမှာမဟုတ်ပါဘူး ဟောဘယ်သိပါမလဲဟာငါကမွေးတာငါကနေမွေးတာဘာလို့လဲပြောလေပြောကြတာပိုက်စားထိန်းတော်ကြီးတော့အခုပြောနေတဲ့စကားတွေကဘာမှအဓိပ္ပာယ်မရှိဘူးဒေဝီကငါကမွေးတာမဟုတ်ဘူးငါကမွေးတာမဟုတ်ဘူးငါဆိုတာတရိစ္ဆာန်ကလူကိုမွေးရထုံးတာမရှိဘူးငါလည်းကြလား မြစတေးမင်းသမီးလေးရဲ့စိတ်ကိုထိမှာဖားခမီနဲ့မေတော်ဖျားသိလို့ရှိစိတ်ဆင်းရဲတော့ဘူးပါလာဘုရင်တော်တဲ့သွား ထိန်းတော်ကြီးတို့တဲတဲချာချာမှတ်ထားကြစမ်းမစ္စဒေဝီဆိုတာလူကမွေးတာငါကမွေးတာမဟုတ်ဘူးလူကမွေးလို့လူတော်ထဲမှာနေလို့ရတာပေါ့ရာဇကြိုပြည့်ရှင်ရာဇကဟဘယေကြီးရဲ့တဦးဒီတော့တမီးအဖြစ်ရွှေနန်းတော်ထဲမှာစံပြန်းနေရတယ်ဆိုတော့သိကြရလားရွှေနန်းတော်တစ်ခုလုံးနဲ့ရာဇကြိုနေပြီးတော့တစ်ခုလုံးသိအောင်ချိန်ကြလိုက်ကြစမ်းမရှိသမီးမစ္စဒေဝီရွှေမင်းသမီးလေးရဲ့ရှေ့မှာငါဆိုတဲ့စကားကိုလုံးဝမပြောပြစေနဲ့မစ္စဒေဝီကငါကိုမုန်းတယ်ငါဆိုတဲ့အတန်ကိုမကြားချင်ဘူးငါကိုမုန်းတယ်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 ဒီမှာပါဦး ရှမ်းရတော်တို့ဒီနေ့ဒေဝီချိုးရည်သုံးရတာနှင်းစီစပယ်ခန့်ကိုပန်းရနံကိုဆုံးလို့ပန်းပေါင်းစီနန်းသာစီမွေးရနံနေကြစိတ်ထဲမှာအရင်လေးတွေကထပ်ပူပြီးလန်းဆန်းနေတယ်လို့ပဲ ဒီဝီတခင်မလေးစိတ်ကြည်လေအောင်နန်းတာကြီးအများကြီးထည့်ထားတာဟုတ်ဖေအနေရတယ်ဘယ်နေရာလာလဲလိုက်ရှာကြည့်ကြစမ်းဒီအပုံနဲ့ဘယ်လာလဲငါတကယ်တော့သိကြစမ်း ခွေးသေးကပုံနဲ့လူလူငါညီပုံနဲ့လူလူဖေတော်တယ်နေထွက်တယ်မိလားငါညီတယ်ငါညီတယ်ဆိုတော့ငါမချချင်ဘူးငါမချချင်ဘူးခါကအရှိထဝတ်တယ်ပါအခုတော်ဦးတင်တဲ့သမီးတော်လေးမြစ်စတီဝီရဲ့အကြောင်းအချင်းရတယ်ဟာအမှန်မဲလားထင်းတော်ကြီး အမှန်ပါဗျာဖះကျွန်တော်မျိုးမအရှင်မင်းယုံမဟုတ်မမှန်လီဆယ်လှဲ့ပြားပြီးမလျှောက်တင်ဝန်ကြောင်းပါဗျာဖះကျွန်တော်မျိုးမရဲ့နေဘေးမှာရန်ရွေတော်များနဲ့ထိန်းတော်များလဲတက်တည်ဖြစ်ရှိပါတယ်ဗျာမောင်တော်ဖေဟာသမီးတော်မြစ္စာဒေဝီကိုညတော်ရှိမှအရောက်ခေါ်လိုက်လို့ရှိရင်ဟော
ဒီအထင်းတော်ကြီးရှောက်တယ်တဲ့စကားတွေကအချင်းကြီးဖြစ်သွားမှာပါဗျာ သမီးတော်လေးမြစ်စဒီဝီငါကိုယ်တော်မြတ်ရှေ့မောက်တို့ခါသားရောက်စေသမီးတော်လေးမစ္စဒေဝီဖခမဲတော်ရှေးမောက်တို့ရောက်ရှိကြောင်းပါဗျာအရှင်မင်းကြီးအခုရှူရှိုက်နေတဲ့ငါးညီပုံနှံကြောင့်အရှင်မင်းကြီးနဲ့မိဖုရားကြီးတို့ရဲ့ရွှေနန်းတော်ကြီးရဲ့ဂုံကြက်တွေကိုယုံညံ့စေပါတယ်ဗျာ။သမီးတော်ကိုမင်းနေပြီးတော့တွင်ဆက်လက်ထားရှင်ရန်မတင့်ကြော်ရောက်ပါဗျာ။အမြန်ဆုံးအမိန့်တော်ချမှတ်ပေးပါရန်ငုံမရဲနဲ့ရှောက်တင်အပ်ပါတယ်ဗျာ။ ငါကိုယ်တော်မြတ်ဤချစ်လှစွာသောသမီးတော်လေးမြစ်စဒီဝီသည်အတိတ်ကပြုခဲ့ဘူးသောအကုသိုလ်ကံတရားများကြောင့်ယခုပြစ္ဆကဘဝမှာတိုင်းသူပြည်သားများရဲ့ကဲ့ရဲ့ညှို့ညင်မှုကိုခံရရရှာသည်ရာဇကြိုပြည်သူပြည်သားများကလည်းသမီးတော်လေးရဲ့ခန္ဓာကိုယ်ကထွက်ပေါ်နေတဲ့ငါးညီပုံနှံကိုအော်နှလုံးသားယွန်ရှာနေတဲ့အတွက်ငါကိုယ်တော်မြတ်ရဲ့ချစ်လှစွာသောရှင်နဲ့တီးကြဖြစ်တော်ညာလေတိုင်းဤပြည်အရေးဦးစားပေးရမယ်မင်းကျင့်တရားနဲ့အညီ တတိထားတော်မူပါမောင်တော်ဖေဟာတတိထားတော်မူပါဗျာ တိုင်းသူပြည်သားများရဲ့ဆန္ဒအတိုင်းသမီးတော်လေးမြစ်စဒေဝီကိုနန်းနဲ့မိုးတောက်အလင်းရောက်တာနဲ့မတိုးထမင်းမတိုးဟင်းမြနဲ့အတူဟောင်းနှင့်တင်ကာရေမျောစေအမိတ်တော် တင်းမြလာရောက်ပါဗျာ မလေးရစလိုက်လားမောင်တော်ဖေဟာရစလိုက်လားတောင်ကြီးရပြင်းနေမှာပြင်းပခဲ့ရတဲ့သမီးတော်လေးပါဗျာသမီးတော်လေးပါဗျာမလေးသမီးတော်ရဲ့အမလေးသမီးတော်ရဲ့မင်းတို့ရည်နေတဲ့ချားခွဲကုန်ပါပြီသမီးတော်ရဲ့အမလေးသမီးတော်လေးမခွဲနိုင်ဘူးမောင်တော်ဗျာမောင်တော်ဗျာမောင်တော်ဗျာပြန်လေပြီးတော့အမေတို့များပြည့်စည်ချပါပြီးတော့ပါဗျာ ဒီပြဟိုင်းပတ်ပြီးသားစင်ဆိုပြန်ဝင်ရုံထုံးစံမရှိဘူး မလေးမောင်တော်ရဲ့ဆက်လိုက်တာမောင်တော်ရဲ့ဆက်လိုက်တာဗျာ မ
အခုဖောင်းရတဲ့ချက်ချင်းလွှတ်လိုက်စမ်း မင်းတရားကြီးအမိန်တော်ကြောင့်မို့တို့ခွင့်လွှတ်တော်မူပါဗျာ သမီးတော်ပြဆိုလိုက်တော့သမီးပြဆိုလိုက်တော့ဘာကမဲတော့ပြရတယ်ဖမဲပြရမို့ခိုင်ရကဝစီကဘောရလည်းပြမပြရရှိသမီးတော်ခုလိုပြမမဲပြရပြရတိတ်ဘူးဗျာဝိကြီးကပါလာလို့သမီးတော်နဲ့မဲတော်ကိုရှိခဲ့ခွင့်ကြလာလေသမီးတော်ရဲ့ခုလိုပြမမဲတော်တဲ့လို့ပြစားပြီးကြွေးချကုန်ပါပြီသမီးမမေကြီးကွဲပြီသမီးတော်လေးမမေကြီးကွဲပြီမမေကြီးကွဲပြီအမလေးကြောက်အမလေးခလေးအမလေးယောကိုရပြီဒီထားတော်မူပါမမေဖေမမေဖေဟောတော့မြောကုန်ကြပြီရွှေစိတ်တော်ထင်းတော်မူပါမမေဖေဟောတော့မြောကုန်ပြီသမီးလေးပါလာသမီးပါမလေးမေတော့မကြည့်ရတော့ပါလားအမလေးငါညီပုံနေရတယ်ဆိုတာတကယ်များလားဘာဖြစ်လို့ငါညီပုံနေနဲ့ဆိုနေရတာလဲရွှေငါကြီးရဲ့ဝမ်းပိုက်ထဲရတရီသားဆိုတာမဟုတ်ပါစေနဲ့မဟုတ်ပါစေနဲ့ ရတာစင်ပြေတဲ့ရန်တော်တူတီတီထိုးပြီးပေါလို့ကတော့တန်းရောရွေချေးပိုင်းရောစားတော့စိတ်ချပြီးအနိုင်ငွေတွေထုတ်လိုက်တော့သိန်းရချီလောင်းနိုင်တဲ့ကလောက်ထုတ်တန်းရောဝေလာကေးပေးလိုက်တဲ့ဘန်ကင်းနဲ့လမ်းရှောင်းဝေးသွင်းတော့ပြန်ချကပေါင်းတဲ့တိုင်းကနေအမြတ်ဆုံးနီးနဲ့ဘက်ကလုံးစီအိုင်းစင်ဘန်ကန်ကတေးချအိုင်းစင်ယုံကြည်ကစိတ်ချအိုင်းစင်ယူစားရစင်ပြေဝင်ငွေတွေဖိုင်ခြင်းထိုင်စင်ဝင်ငွေတွေဖိုင်ခြင်းစင်ပြေစင်မအားလုံးတွေထိုင်စင်တော်ရင်မရှိတော့ပါလားရွှေနန်းတော်ထဲမှာဆိုရင်ဖြင့်အထင်းတော်ရရှိခံအတင်ချအတင်တောင်ဘေက
စခန်းအထိမျိုးလေးနေရအောင်ပါပါလေကဲတင်ဆောက်ရှောက်မဲ့သူတွေ့ပါစီမင်းကြီးများ ဖေ အခုမျောလာတဲ့ဖောင်တော်ပေါ်မှာရွှေအစင်းလိုလှပတဲ့နတ်သမီးလေးတွေပါလာတယ်ဆိုတာအမှန်ပဲလားကွယ် မှန်ကန်ကြောင်းပါဖေအင်မတန်ချောမောလှပတဲ့မင်းသမီးလေးတစ်ပါးဖောင်တော်ပေါ်မှာပါလာကြောင်းပါဖေ ဒါဆိုရင်တော့ငါကိုတော်မြတ်လိုက်ပါရှူစားမယ်ကွယ် တင့်မြတ်လာကြောင်းပါဖေ ဘလို့အကြောင်းရပါလေဒီလောက်ဆိုးဝါးလာတဲ့အနံမျိုးမင်းကြီးများ ဖေ မင်းတို့ဒီလိုအနံဆိုးမျိုးခုနမရဘူးလားကွယ် ရပါဖေ ငါကိုတော်မြတ်ကိုဘာကြောင့်မလျှောက်တင်တာတော့ မလျှောက်ဘူးလို့ပါဖေ အဲ့ဒီဖောင်တော်ကိုမျောပလိုက် မောင်ကြီးတို့ညီမတို့ခဲတော်မူပါညီမတို့ခဲတော်မူပါ ဖောင်ပေါ်မှာပါလာတဲ့မိန်းကလေးကချောမောဝင်းပပြီးလှပကြော်ရှင်းတဲ့မင်းသမီးလေးတွေပါလားနတ်တွေဝါတွေဖန်ဆင်းလိုက်တဲ့ရွှေမင်းသမီးလေးများလားကွယ် မှန်ပါပဲတထေးသားရဲ့မင်းသမီးလေးရဲ့အလားအမောင်တထေးသားပြောတာတက်ကိုပို့ပါသေးတယ်ညှို့ပွဲလို့မမိနိုင်တော့အောင်ကြီးစုံတဲ့တထေးကြော်တယောက်ဖြစ်ထိုက်တဲ့ရုပ်ရည်မျိုးပါ ကဲရောင်ရင်ရေအနီးကရှူစားလိုက်အောင် ညီမတို့ကူညီပါလားမောင်ကြီးတို့ရဲ့ညီမတို့ဒီဖောင်ပေါ်မှာဆက်နေကြတာရှက်ပေါင်းများစွာကြာခဲ့ပါညီမတို့ကူညီပါတော့ ဘာအနံကြီးလဲပုံနဲ့ရတယ်လို့ ဟုတ်တယ်ရောင်ရင်ရေဒါငါးကြီးပုံနဲ့ကြီးပဲ ဘယ်လာတဲ့အနံများပါလဲ ဟောမောကရွှေမင်းသမီးလေးစီကအနက်ပဲ လာရောင်ရင်ရှစ်ဆက်မလို့ပဲပြန်လိုက်အောင် ညီမတို့ခဲပါညီမတို့တင်တာပါမောင်ကြီးတို့ရဲ့ညီမတို့ခဲပါမောင်ကြီးတို့ရဲ့ညီမတို့ခဲပါမောင်ကြီးတို့ရဲ့ မင်းသားဒီနေရာကတောနေတိလိษံငယ်တွေရဲ့စကြက်ကွင်းမြင်တယ်မနေ့တစ်ခါညနေတစ်ခါအစာလာစားကြတယ်အော်စကြက်ဒီစကြက်ကိုစွဲငင်ခဲ့မိတယ်ငါကိုတော့စစ်မရှုံးတင်မဲ့စစ်ရှုံးခဲ့ရတယ်ဟုတ်ပြီတော့ဘာလို့ဆိုလို့လာတဲ့မင်းသားငါရဲ့လက်အောက်ခံနေစားပယ်စားတွေကတိုင်းတပါးသားတွေရဲ့အာကိုနဲ့ငါ့ကိုပုံကပ်ဖို့ကြိုးစားကြတယ်မခံချင်တဲ့စိတ်ရာဇဝင်အရင်မခံချင်တဲ့စိတ်တို့ကြောင့်ငါဒီကောင်လေးကိုချေမုန်းနိုင်အောင်စစ်တွက်ခဲ့တယ်ဒါပေမဲ့ဖြိုခွင်းနေနေခြင်းနဲ့ဇောနဲ့အစာကိုမြင်ပြီးဒီကောင်လေးဥပ္ပေတမြင်နဲ့ထောင်ထားတဲ့ထောင်ချောက်ကိုငါမမြင်ခဲ့ဘူးသူတို့ဖန်ဆင်းထားတဲ့စကြက်ကိုအတင်းဝင်စီးနှင်းဖို့အတွက်ငါစမ်းစောမိခဲ့တယ်အတားငါအမှားပဲအဲ့ဒီအမှားကိုစောင့်ပြီးဒီကောင်လေးငါရဲ့တက်မဟာဝိုင်းဝန်းတက်ခတ်ခဲ့ကြလို့ငါစစ်ရှုံးခဲ့ရတယ်သူတို့ရဲ့တုံမန်းအဖြစ်မခံနိုင်လို့ဒူးထောက်အရှုံးမပေးချင်လို့ငါကိုရိုနာထွက်ပြေးတိမ်းရှောင်ပြီးဘာရေးသိထမ်းမှာခိုးလုံနေရတာဒါဖြင့်မင်းသားကစစ်ရှုံးပြီးပြေးလာတယ်စစ်ဘရင်တပါးပေါ့စစ်ရှုံးဘရင်ဆိုတာထက်ငါတိုင်းပြည်ငါလူမျိုးကျူးကျော်သိမ့်ပိုက်တာငါအရန်သင်းနာတယ်ငါနိုင်ငံရဲ့အချုပ်ချာကိုပြန်လည်သိမ့်ပိုက်အောင်ဝဲခံဖို့အတွက်ငါပြန်ကြိုးစားအောင်မယ်ငါရဲ့နိုင်ငံတော်ဟာငါတန်မိုးထားဆုံးငါချစ်မြတ်နိုးဆုံးငါရဲ့အသက်ပဲအဲ့ဒါ
ဒါငါရဲ့တမလီသစ္စာပဲတမဒီဝနှကောင်နဲ့မြက်မြတပီတော်မအောင်ခေမတော်မူပါဆောင်းလျှောက်တော်မူပါဖျားလှပပြူမြင့်ပြေပြစ်ခံတာရွှေလိုဝင်းပါတယ်နတ်သမီးလေးတစ်ပါးလို့ထင်မှတ်မားလောက်ပါရဲ့ဖို့သူတော် ရွှေမင်းသမီးလေးကိုမြင်ုံနဲ့တည်းကိုစိတ်ရေးနှိမ့်လို့ဘာရသေးရှိမှခိုလုံတိတ်ရှောင်နေရတယ်ဆိုတာကိုမေ့သွားပြီလားမင်းသားရဲ့ ဖို့သူတော်ပြောလဲပြောချင်စရာပဲဗျာကျုပ်ကတော့အမှန်တိုင်းဝန်ခံရမှာပဲဒီမင်းမပြိုလေးရဲ့ယူပါယုံကကျုပ်ကအသေးနှလုံးကိုဆွဲငင်သိမ့်ပိုက်လိုက်တာမယုံနိုင်စရာပဲဗျာ စစ်ရှုံးဘရင်ကအချစ်မရှုံးညင်ဘူးထင်ပါရဲ့လေ ကျုပ်ဘဝမှာဒီလိုလှကညာမျိုးတစ်ခါမှမကြုံဘူးလို့ပါဗျာ ကဲမင်းသားကြီးဘာရသေးဇင်းချန်ရောက်ထွက်မလာခင်ရွှေမင်းသမီးလေးနဲ့တန်ရောစင်တောက်ဖွဲ့ကြအောင်နော်လာ မင်းကလေးကဘယ်ရက်ကလာလို့ဘယ်ရက်ကိုသွားမှာပါလဲ မောင်ကြီးတို့ကဒီရက်ကလာရင်ဒါဖဲရက်ကိုရောက်နေတာပါလေ ဒါတောင်းသေးလားရက်ပါမင်းကလေး နှမတော်ကဘယ်ရက်ကလာလဲ နှမတော်ကရာဇဂိုဘီကလာတာပါဘယ်တောင်ဖဲကဆိုင်အောင်မလဲဆိုတာတော့မသိသေးပါဘူးမောင်ကြီးရဲ့ လူသူမနေတဲ့ဒီတော့ဒီတော့အရာမှာမောင်ကြီးတို့နှစ်ယောက်ကိုတွေ့ရတာဖြစ်နှမတော်ဝမ်းမြောက်ဝမ်းသာရှိလာပါတယ်အားရနေလည်းပြေးလာတာအမှန်ပါမောင်ကြီးတို့တကူလောက်အကူကြီးတောင်းပြစီမောင်ကြီးတို့နေတဲ့ဒီတောင်းသေးလားအရက်မှာမောင်ကြီးတို့နဲ့အတူနှမတော်ကိုနေခွင့်ပြုပါလားယေ ဘယ်ဖြစ်မလဲမင်းကလေးရဲ့မင်းကလေးရဲ့ခန္ဓာကိုယ်ကငညီနဲ့နေတစ်ထောင်ထောင်ထနေတာ နှမတော်ရဲ့ခန္ဓာကိုယ်ကပုံနဲ့နေထွက်နေတာဒါအမင်္ဂလာပဲမင်းရဲ့ဖောင်ကိုရေစီးတိုင်းတာပြန်ပြောသွားလိုက်ပါတော့ ထေဝေးကိုဖျက်မလို့ပါနဲ့ထေဝေးတောင်းမှပါတယ်ဒီမြစ်ထဲမှာတယောက်တည်းနေရတာထေဝေးကြောက်လို့ပါထေဝေးတောင်းမှပါတယ်ထေဝေးကိုဖျက်မလို့ပါနဲ့ထေဝေးကိုကူညီပါနော် သူတော်နဲ့တကားမင်းသား ဗျာ ဒုက္ခရောက်နေတဲ့သူကဲတင်တာအမွန်မြတ်ဆုံးပါဖောင်ရည်ရဲပြန်မပြောခိုင်းလိုက်ပါနဲ့လူခန္ဓာကိုယ်ဆိုတာအပုတ်ကောင်ရုပ်ဆောင်နေတာပဲလေမာတုကာမလေးရပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါမညီမညွတ်ဖောက်ပြန်နေလို့သူ့အကျိုးပေးကံကလည်းအညံ့နေရောက်နေလို့ပါကွယ်လူအသက်တစ်ချောင်းဆိုတာကဲကောင်းပါလေကွယ်ဖို့သူတော် ဗျာ မာတုကာမလေးကိုကျောင်းသင်္ကန်းကိုခေါ်လာခဲ့ တင်ပါဗျာ ဒီကဒကမလေးရဲ့ခံစားနေရတဲ့စိတ်ဒုက္ခဝကြွေးတွေဟာမိခင်ငါမကြီးရဲ့ကျေးဇူးကိုတတိမရခဲ့လို့နေလျော့နေခဲ့လို့ပဲကွမိခင်ရွှေငါမကြီးကိုကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးတည်းကတပါးပါးနဲ့ပြစ်မှားစော်ကားမိခဲ့လို့ဓမ္မလေးရဲ့ခန္ဓာကိုယ်မှာအခုလိုငါးဘုံအညီနှံ့တွေထွက်နေရတာပေါ့ကွယ် မောင်တယ်
ရွှေငါးကြီးရဲ့တနေ့သားလို့အပြောခဲ့ရတယ်ဒီတမမွေးဒီခရမကိုစိုးရိမ်နဲ့ရှက်စိတ်နဲ့မိခင်အမကြီးကိုဒီမှာမိခဲ့ပါလေဗျာဒီပြီးတော့မှနောက်လာချီသွားရပါတယ်ရှင်ဗျာ ဖေရလေးနဲ့မတော်လေးရဲ့ဘာရည်တိဖေရနမတော်လေးရဲ့ခန္ဓာကိုယ်ကထွက်နေတဲ့အနံ့ဆိုးတွေကိုပျောက်သွားအောင်မြည်တို့များဆွမ်းဆောင်နေပါလေဘာရည်တိဖေရနမတော်လေးရဲ့ဝိတုခောက်ကဲတင်ပြီးတော့မှာဘာရည်တိဖေရ ဒီကဒကမလေးရဲ့ကျေးဇူးရှင်မိခင်ကြီးဖြစ်တဲ့ရွှေငါးမကြီးကိုရည်စူးပြီးထမင်းဟင်းလျာများနဲ့တတိစုံတို့ကိုဖောင်ပေါ်မှာတင်ကပြစ်မှားမိသမျှကိုဝင်ချလို့တောင်းပန်ရင်ကတော့ရလိမ့်မယ်ပြီးရင်ဖောင်ကိုရေးမှမျောလိုက်ရင်ဒီကဒကမလေးရဲ့ကန်စာတာပေါ်မှာတက်ရောက်နေတဲ့အညံ့ကြီးပြေပြောက်သွားပါလိမ့်မယ် ဘာရတဲ့စိတ်ကိုင်းနဲ့တော့တပြေတော်မှကိုမတိတ်လိုက်တာဆောင်ရပါမယ်ဗျာတပြေတော်မှကိုကဲတော်မူပါဗျာ ဒကာမင်းသားနဲ့ဖိုးသူတော်တို့ကလည်းဒကမလေးကိုဝိုင်းဝန်းကူညီပေးကြပါကွယ် မှန်လားပါဖေရ တပည့်တော်မကြီးမွေးသမီးခင်ကျေးဇူးရှင်ရွှေငါးမကြီးဟာတည်၍ဖြစ်စေမတည်၍ဖြစ်စေကာယကံဝစီကံမနောကံကံသုံးပါးအနက်တပါးပါသောကံဖြင့်ပြမမိခဲ့သောအဖြစ်တို့ကိုမိခင်ရွှေငါးမကြီးဟာခွင့်လွှတ်ပေးတော်မူပါ တပည့်တော်မဤမွေးစားမိဘအများဖြစ်ကြသောရာဇယိုပြည့်ရှင်ဖခမဲတော်ရာဇကဟဘယင်းမင်းမြတ်နှင့်မမဲမိဖြတ်ခေါင်းကြီးတို့တမီးတော်ရှိမဲ၍ခရောပါတယ်ဖခမဲတော်နဲ့မဲမဲဖျားတို့ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ သာဓုသာဓုသာဓု မောင်ကြီးတော်တော်မောလာလာရင် ညီမတော်ရဲ့ခန္ဓာကိုယ်ကငါးညီပုံနဲ့နေမထွက်တော့ဘူးနော် မောင်ကြီးတကယ်ပြောရလားယင် ကဲပြောတာဗောမိန်းကလေးရဲ့ငါးညီပုံနဲ့နေမကောက်ဘူးဘာအနံ့ဆိုးမဟုတ်မရတော့တာ တပည့်တော်မအခုလိုဝိတုခဆိုပါနေလွတ်မြောက်သွားတာဘာရဲ့တည့်ရဲ့ဂျေစုကြောင့်ပါဘာရဲ့တည့်ကိုတပည့်တော်မရိုသေလေးစားစွာကြော့ပါလေဗျာ သာဓုသာဓုသာဓုဒကမလေးမိဘကျေးဇူးကိုယခုတည်းပို့ပြီးသိတတ်နိုင်ပါစေမိဘကျေးဇူးကိုသိတတ်သောမိဘကျေးဇူးကိုစက်ခွင့်သာသောသမီးကောင်းယတနာလေးဖြစ်ပါစေကွယ် ပြည့်ရစုနဲ့ပြပါစေဗျာ
တော်မှာဘာရဲ့တဲ့ကိုတစ်ခုလောက်ရှောက်ထားပြစီဘာရဲ့တဲ့ဗျာ ဘာများလျှောက်ထားခြင်းလို့လဲတက္ကမလေး တပည့်တော်မှာရဲ့ခန္ဓာကိုယ်မှာဆွဲကပ်နေတဲ့အနံဆိုးတွေပျောက်ကင်းသွားတာဘာရဲ့တဲ့ရဲ့ကျေးဇူးကြောင့်ပါဒါကြောင့်ဘာရဲ့တဲ့ကိုအလုပ်ကျွေးပြူရင်းတပည့်တော်မှာဒီမှာပဲဆက်လက်နေထိုင်လို့ပြပါဘာရဲ့တဲ့ဗျာ တက္ကမလေးရဲ့ခန္ဓာကိုယ်ကအနံ့ဆိုးတွေလည်းပျောက်ကင်းပြီပဲတက္ကမလေးရဲ့ခမီးတော်နဲ့မေတော်ထံပြန်သိပြီမဟုတ်လား တပည့်တော်မရဲ့မင်းနေပြီးတော့လောလောဆယ်မပြန်ပြားစေနဲ့လားဘာရဲ့တဲ့ဗျာတပည့်တော်မအဘာရဲ့တဲ့ကိုဖခင်အရင်တယောက်လိုလှုပ်ကြွေးပြူစုရင်ကျေးဇူးဆက်ခွင့်ရချင်ပါသေးတယ်ဘာရဲ့တဲ့ဗျာအခုလိုအေးချမ်းလာတဲ့ဘာရဲ့တဲ့ရဲ့မေတ္တာရင်အေးမြလာတဲ့ဒီတော်ရိပ်တောင်ရိပ်မှာဘာရဲ့တဲ့ကိုကျေးဇူးပြုရင်တပည့်တော်မအောင်နားခုခွင့်ပြုစီလိုပါတယ်ဘာရဲ့တဲ့ဗျာ ခွင့်ပြုခြင်းပါလို့တက္ကမလေးဒါပေမဲ့ဘာရသိနဲ့မာတုကာမဆိုတာတမူးကာအောင်မှာအတူမနေထိုင်သင့်ဘူးဒီမှာကလည်းမင်းသားလေးနဲ့ဖူးသူတော်ကနေနေကြတယ်လေမသိလျော်ဘူးထင်ပါတယ်တက္ကမလေး ဘာပဲဖြစ်ဖြစ်တပည့်တော်မှာဘာရဲ့တဲ့ရဲ့အရေးအဝါဒအောင်မှာဆက်လက်နေထိုင်ခွင့်ပြုစီလိုပါတယ်ဘာရဲ့တဲ့ တက္ကမလေးရဲ့ဆန္ဒဒီလောက်ပြင်းပြနေမှာတော့နေခွင့်ပြုရတော့မှာပေါ့ကွယ် ဝမ်းမြောက်ဝမ်းသာရှိလာကြောင်းမှာဘာရဲ့တဲ့ဗျာ ဟောမင်းသားလေးတော့ပြန်လာပြီပဲဒါမင်းသားလေးတယ် မင်းသားလေးပင်ပန်းလာရောပေါ့ ဒီမြတ်မှာဘာရည်သေးမမတို့လေးအတွက်ဝမ်းမြောက်ဝမ်းသာရှိလာကြောင်းပါဗျာ ယူနီသုံးဆောင်လိုက်ပါဦး ဟောရပါတယ်မောင်တော့ကိုကိုထည့်လိုက်ပါမယ် ဟုတ်သူတော် ဗျာ တက္ကမလေးကသူ့မင်းနေပြီးတော့မပြန်ကျင်သေးဘူးတဲ့အဲ့တော့သူနေဖို့အတွက်ငါတို့ကြောင်းတော့မှာဝါအဖီလေးတစ်ခုစောက်ပေးလိုက်ပါကွာ မှန်ပါဗျာ ဟောမင်းသားလေးနဲ့တက္ကမလေးစားဖို့အတွက်တတိတွေချကြည့်လိုက်နော် မှန်ပါဗျာ ငါတို့ဇင်းရလျှောက်လိုက်အောင်မယ် မှန်ပါ ဒီနေ့အတွက်တော်လောက်ပါပြီတော့ တော်တော့ပါပြီကျောင်းသင်္ကန်းပါလဲဒီကရှာထားတယ်ရှိသေးတာပဲဟောမင်းသားလေးပါလား သူတော်တို့လည်းဗျာရှာလိုက်ရတာသူတော်တို့တောနဲ့ထဲတီကိုတီးတီးရှာထွက်နေကြတာကို မောင်ကြီးပင်မမှာဆိုလို့ကျောင်းမနေခဲ့ပါလို့မှားထားခဲ့တဲ့ဟာဘာလို့ဒေဝီတို့နောက်ကိုလိုက်လာခဲ့ရလဲ ဟောဘာရည်သေးကတောလေးကိုတရားချင်းကိုထွက်သွားတော့ကျောင်းမလေးတရားတဲ့နေရာပြည့်နေလေဟောကျောင်းအတွက်ရေစင်းကတ်တာပါ မင်းသားရောက်လာတယ်နဲ့အတော်ပဲအရှိတ်တော်ထဲမှာမြစ်ဆိုကြီးတွေ့ရတယ်ဟိုဒေဝီဟိုမင်းသားနဲ့အတူတူကျောင်းသင်္ကန်းကိုပြန်တော့နော်သူတော်မြစ်ဆိုကြီးသွားချိုးလိုက်အောင်မယ် ဘုသူတော်ကျုပ်လည်းလိုက်မယ်လေဗျာ မလိုက်နဲ့မင်းသမီးကိုခေါ်ပြီးကျောင်းသင်္ကန်းကိုပြန်နေသူတော်မြစ်ဆိုသွားချိုးလိုက်အောင်မယ် သူတော်ကလည်းစောစောကလေးကလည်းမပြော ကဲလာမနဲ့မတော်ရေနေမှုရင်စောစောပြန်ကြအောင်နော် မောင်ကြီးဘာရဲ့သူတို့နဲ့အတူတူနေတာကြာပြီလားယင် တိတ်တော့မကြသေးပါဘူးကိုယ်တနည်းလောက်ပဲရှိသေးတယ်
ဘာရဲ့သိစီမှာမောင်ကြီးရဲ့စစ်ရှုံးကိုခဏခုလို့နေရလေနောက်တရက်နေ့လောက်နေမောင်ကြီးပြီးတော့ပြန်အောင်မယ် မောင်ကြီးကပြီးတော့ပြန်မယ်ဟုတ်လား ဟုတ်တယ်နေမတော်မောင်ကြီးရဲ့တိုင်းပြည်ကိုပြန်လဲထူထောင်ဖို့အတွက်လူအင်အားလက်နက်အင်အားတွေပြန်လဲစုစည်းရအောင်မယ် ဒေဝီတို့ဖြစ်မကျွမ်းငင်ကလေးကလွမ်းပွဲဆင်ရတော့မယ်ထင်ပါရဲ့မောင်ကြီးရဲ့ မောင်ကြီးရဲ့တိုင်းပြည်ကိုပြန်လဲထူထောင်ပြီးလို့ရှိရင်မောင်ကြီးနှမတော်ရှိတဲ့အရက်ကိုအရောက်ပြန်လာခဲ့ပါမယ်နေမတော် ကိုယ်တိုင်းပြည်ရဲ့အရေးဆိုတော့လေဦးအေးနေလို့ဘယ်ဖြစ်ပါတကားမင်းသားကြီး မမဖေဟာတပည့်တော်ခေါ်လုံခဲ့ပေးခဲ့တယ်ဘာရသေးရဲ့မေတ္တာစေတနာကျေးဇူးတော်တရားတွေကိုတပည့်တော်ရှင်နေမှာအမြဲမှတ်ရနေမှာပဲဖေဟာတပည့်တော်မနေ့ပြန်မနေ့မိုးတော့အယုံတက်ချိန်မှာကြီးနေမှာဖြစ်တဲ့အတွက်ဘာရသေးကိုကြော့ခဲ့ကြတယ်ဖေဟာ စစအရာရာအားလုံးအဆင်ပြေပါစေတကားမင်းသား ဘာရသေးပေးရစုနဲ့တလုံးတော့ရတယ်ပြည်စုံတော့ပါလို့ဖေဟာ အဲ့ကူတော့ ဖေဟာ တကားမင်းသားလမ်းခီးမှာစားဖို့အတွက်ရေခါဆိုရေခါကြောက်တယ်အားလုံးစုံစည်းအောင်ထည့်ထားပေးရလားကွ တည်င်းတစ်ပတ်စာထည့်ပေးထားပါတယ်ဖေဟာ ရွှေတိုက်ကရွှေတိုက်က2-3 ထိုးစလောဂိမ်းတွေကစား body လောင်းပြီးမောင်းရဲကဝင်ငွေရွှေတိုက်ကနဲ့ပွားရွှေတိုက်ကဝင်ငွေတွေစင်ပြေစေမှာရွှေတိုက်ကယူသားတွေဝင်ငွေတွေစင်ပြေကသတ်သားရ2-3နဲ့ဘောလုံးပွဲ slow game နဲ့ကာစီနို6កောင်ချင်းကိုရွှေချားနဲ့တွေ့တော့မှယူသားတွေစင်ပြေကဝင်ငွေတွေဘလောက်တောင်ဝင်စုံနေတဲ့ game တွေကိုတရားတဲ့စောဖို့အတွက်ဖုန်းထဲမှာ download ဆို install လုပ်3ညကို98646 5ပေါက်ကိုကောင်းဖို့ရင်ပြောအောင် မောင်ကြီးနှမတော်မမေးလိုက်ပါနဲ့နော်မောင်ကြီးနဲ့ဖို့သူတော်တို့နှမတော်ရဲ့ဖောင်ကိုတွေ့လို့နှမတော်ရဲ့ဒုက္ခကိုကြွရနေလွတ်မြောက်ခဲ့ရတာပါမောင်ကြီးရဲ့ကျေးဇူးနှမတော်ဘယ်တော့မှမမေ့ပါဘူးနော် ဘာရသေးရဲ့ဒီတောင်းသေးလားကြောင်းတင်ငါမောင်ကြီးစင်ရေးနှင်းကိုခိုလုံခဲ့ရတယ်အေးတအောင်မြေပါနမတော်ဒီအောင်မြေနဲ့အတူတူမောင်ကြီးအားလုံးတတိယနေပါပါမောင်ကြီးကိုငါမသိစိတ်ကတွေ့တာဆွဲမဲ့တိမ်ညွနေမိတာများလား
ရဲ့တိုင်းပြည်ကိုပြန်လည်ထူထောင်ပြီးလို့ရှိရင်မောင်ကြီးညီမတော်ရှိတဲ့အရက်ကိုအရောက်ပြန်လာခဲ့ပါမယ်နေမတော် လွမ်းနေမောင်ကြီးရဲ့ ဒေဝီဘာဖြစ်တာလဲ ဘာဖြစ်တယ်မသိပါဘူးဖိုးသူတော်ရဲ့ခေါင်းနဲ့တရရမူးလာပြီးရှင်နေရတယ်တလက်လက်နဲ့ပြုတ်ပြုတ်ပြီးတော့အန်ချင်းနေတယ် ဘာစားမိလို့လဲအစာများမားလား မမဘူးဖိုးသူတော်ဒီလိုမျိုးဖြစ်နေရ၄-၅ရက်လောက်ရှိပြီ အနာသိရင်ဆေးရှိရမှာပေါ့လာကျောင်းသင်ခန်းပြန်ပြီးဘာရေးသေးကိုမေးရအောင် ဒီကိစ္စဟာငုံငုံနဲ့မပြီးသေးဘူးတက္ကမလေးရဲ့အိထီယမိန်းမသားတွေမှာအစားအသောက်ပြည့်မယ်ယူနေတုံပြီးမူးဝေအော့အားဒါဟာဗိုက်ထဲမှာသတိသားတင်နေတဲ့အရေးလက္ခဏာတွေပဲကွ သမီးပဲဖိုးရတာနဲ့မှမမခဲ့ပါဘူးဘာရဲ့တဲ့သမီးတစ္ဆာဆိုဝဲမှာတဲ့ဒါပေမဲ့ကျိုးသားကုန်มาတော့မင်းသားလေးအပေါ်မှာတော့ချစ်ကဆိုလည်းစိတ်ပြင်းပြခဲ့ရတော့အမှန်မှပါရဲ့တဲ့ ထူးဆန်းစွာပရိသေတွေတည်တဲ့ပုံကိုယ်တွေဟာပန်းပွင့်၌တော်၎င်းအသီး၌တော်၎င်းဝါး၌တော်၎င်းပရိသေတွေတည်တတ်တယ်ကွသမီးကိုယ်တိုင်မိခင်ရွှေငါးမကြီးရဲ့ဝမ်းကြတိုင်းမှာပရိသေတွေတည်ရတာပဲလေကွအခုလေသမီးကပုရိသတူတယောက်ကိုချစ်ခင်စုံမဲ့တိမ်ညွတ်မိလို့အခုလိုတရေတည်ရတာပဲဒီတရေသားဟာဖုံတကူကြီးပြီးထူးခြားတဲ့တရေသားဖြစ်တာမို့အဖအသေးစောင့်ရှောက်ပါမယ်ဒကမလေးစိတ်အေးချမ်းသာသွားနေပါ ကျေးဇူးချီးလာပါတယ်ပါရဲ့တဲ့ဗျာ ဟုတ်တယ်တော့ ဗျာ အေးတော်တွေကထင်းကြောက်တွေခုတွေကစုဆောင်းထားပြီတော့ကွ မှန်ပါဗျာ ရောကောင်းတဲ့သမီးပေါင်းလို့လူပြည်လူရွာမှာမြစ္ဆဒေဝီဟူတော်မိခင်ယဟန္တာအလျောင်းလျာမွေးဖွားတော်မူဖြစ်သည် ယဟန္တာလောင်းနေရမွေးပွားပြီးမြစ္ဆဒေဝီကိုဝင်အားအသင်နာသမီးတို့ကဝင်းဆွဲတဲ့ရောင်ဖန်ဆင်းပြီးတွားရောက်ပြီးကြ မှန်လားပါဗျာပေးရတော့တောင်းကိုခြေဝင်စွာထမ်းဆောင်ပါမယ်ဗျာ ကဲယခုပင်အချိန်ကြပြီဖြစ်တဲ့အတွက်လူပြည်သူဆင်းကြတော့ မှန်လားပါဗျာ ညစ်တာသမီးညစ်တာညစ်သမီးရဲ့ညစ်တာသမီးနောက်ပါနဲ့သမီးရဲ့အာဒင်းနာနော်အာဒင်းနာညစ်သမီးမွေးတော့မှသမီးညစ်သမီးညစ်ခဏလေးပဲနောက်မှာပါသမီးရဲ့ညစ်တာခဏလေးပဲနောက်မှာညစ်တာမွေးတော့မှအာဒင်းနာသမီးခဏလေးပဲနောက်မှာပါသမီးရဲ့ညစ်လိုက်စမ်းပါမွေးတော့မှအားဆိုင်ပြီးညစ်လိုက်ပဲသမီးရဲ့ ဘာတဲ့ဒေဝီမမေမြည်ပြ ယောက်ျားလေးတော့ယောက်ျားလေးကို ယောက်ျားလေးတယ်ဗျာယောက်ျားလေးတယ်ဗျာ ယောက်ျားလေးကတလုံးတစ်ခဲကြီးပါလားဆရာကြီးတော့ချက်သမီးရဲ့ကလေးကတလုံးတစ်ခဲကြီးပဲချက်သမီးရဲ့ ဥပယတိစောင့်ရှောက်ပြီးမွေးဖွားတာတဲ့အတွက်ဥပဂုတ်တလို့အမိတွင်စီဗျာ ဥပဂုတ်တဥပဂုတ်တဥပဂုတ်တ ဥပဂုတ်တလေးရေငိုနေတာငိုနေတာလားသူတော်ကြီးလားထိန်းနာမယ်မျိုးတက်လာမှာနော်အေးသားလေးရေဥပဂုတ်တရေတိတ်သားတော့ကွယ်အပြည့်ကြီးသားမလားဟောအေး သမန္တာတက္ကဝါလီတုအတရာကိသန္တုဒေဝတာတတ္တမံမုနိယာသတတုနန္တုတက္ကမောက္ကဒံဓမ္မတာဝနကာလောယံဗတ္တန္တာ
ဓမ္မသာဝနာကာလောယံပတ္တန္တာဓမ္မသာဝနာကာလောယံပတ္တန္တာ သားဥပကုတ်တာထတော့လေတာရဲ့ဘာရဲ့တိတ်တော့မှဖျားရှိခိုးနေပြီတာရဲ့ထ နမောတတ္တဘဝတော ရှိပါသေးတယ်မစောတော့ဘူးတာရဲ့ငှက်ကလေးတောင်မှအစာရှာထွက်နေပြီ ဘဝတောရတောသမ္မံတမုဒ္ဒတာ သားဘာရဲ့တိတ်ရဲ့ဖျားရှိခိုးတောင်ကြားလာဘလောက်တောင်မှချီနှူးဖို့ကောင်းလဲတာရဲ့ထနနာတင်မယ်ပြီးရင်ဘာရဲ့တိတ်နဲ့တူဖျားတော့ရှိခိုးမယ်နော် ကျောက်ကဖျားရှိခိုးတယ်နေကြားနေရရုံနဲ့လိုလိုကုသိုလ်ရပြီးသားပါမဲတော့ရကိုယ်ပိုင်ရှိခိုးနေစရာမလိုပါဘူးဗျာငါကလေးလည်းအစာရှာထွက်ပြီဆိုတော့ကျောက်နှက်ပြက်သွားတာ ဥပါကုတ်တာငါတွေသွားပြစ်အောင်မလဲလေတော်တော်ရက်ဆက်ကြမ်းကြုတ်တဲ့ကလေးပါလားနော် ငှက်ကလည်းအရှင်ငါတက်ပြီးတော့ကြော်ကျွေးရအောင်မယ်လုံးဝကြော်မကျွေးနိုင်ဘူးတဝါရီရဲ့အသက်ကိုမစားပါနဲ့လားသားရဲ့ မဲတော့ကြော်မကြည့်လဲနေဒီငှက်ကိုကိုယ့်အကိုတတ်မယ်ကိုယ့်အကိုအမွေးနဲ့ဝေးကိုယ့်အကိုကြော်စားမယ် ဥပခုတ်ကြစိတ်ကြမ်းကိုကြမ်းနဲ့ဘလို့တရေမျိုးနဲ့မွေးလာလဲမသိပါဘူးကွယ် တပိတတ္တကာမတရာ ဥပခုတ်တာတွေကိုတွေ့မိသလား ကျုပ်ထွက်လာတော့ကတော့တစ်ပင်အောက်မှာလေးခွက်တက်လက်နဲ့ကြံခဲ့တာပဲ ဒီကလေးတော့လေတော့နဲ့လို့ဘယ်မှမတော်ဘူးမှားထားတဲ့ဟာကိုဘယ်တွေလျှောက်သွားနေပါလဲ ထုံးစံအတိုင်းငှက်ပြစ်ချင်းပြစ်ဒါမှမဟုတ်ရင်ယုံလိုက်ချင်းလိုက်နေပါဘောဟဲ့ ရုံမတွေ့ပဲကြားတဲ့ချင်းသေးတွေတွေ့နေမှဖြစ်ဒီကလေးတော့ဒုက္ခရောက်တော့မှာပါပဲလေသူတော့ဥပခုတ်တာတွေကိုလိုက်ရှာပေးပါအောင်ကွယ် အေးမင်းကွာဒီတော့အနေရများတဲ့ကြောက်ချောင်းကြည့်ရလား ချခိုင်မသားမချဘူးလားသားရဲ့ ကြောက်ပါဦးကြောက်ကကြားတဲ့ချင်းလေးတွေရဲ့တဘာဝကိုစိတ်ဝင်စားတယ်ဗျခုနကကြားဟင်းနဲ့ကြားလိုက်တယ်မလား ကြားတယ် ကြောက်ကကြားဟင်းနဲ့ချင်းသေးငေါက်တန်နေကြားရင်ကြောက်ခန္ဓာကိုယ်ထဲမှာခွန်အားတွေအလိုလိုပြေဝလာတယ်လို့ပဲဗျ ဟောလာစားမှာကွာဟောဘာရသိစိတ်ပူနေမယ်လားလာ ဥပခုတ်တာကတော့လေစိတ်ကြမ်းကိုချမ်းနဲ့လူထူးလူဆန်းလေးပါလားကွယ် သမီးဒကမလေး ပြောပါဘာရဲ့တိတ် ဘာရသိတွက်ချက်ထားတဲ့ဇာတာအရဆိုရင်သမီးရဲ့သားတော်ဥပဂုတ်တာလေးဟာဖုံးတကူကြီးမဲ့အချိန်ကာလကိုရောက်နေပြီကွ။ဒါကြောင့်ဥပဂုတ်တာလေးကိုနန်းတော်ကိုပြန်ခေါ်သွားစေခြင်းနဲ့ ရှင် သမီးတော်လေးရဲ့ခန္ဓာကိုယ်ကအငန့်ဆိုးတွေလေပျောက်သွားခဲ့တာကြာပြီပဲလေ။ပြီးတော့ဖခမီးတော်နဲ့မေတော်တို့ကလည်းသမီးရဲ့သားတော်လေးကိုမြင်တွေ့ခြင်းရှာကြမှာပဲ။ဒါသားရှူထမ်းလာတဲ့ဂိမ်းပဲမဟုတ်ဘူးလားကွ။ သမီးရဲ့သားဥပဂုတ်တာလေးဟာ
လူဝစ်ကြောင်တဲ့နေပါကကာမဂုဏ်နုံထဲမှာနစ်မြုပ်သွားလိမ့်မယ်ယဟန်ပြပါကလွန်စွာဖုံးတကူကြီးတဲ့ယဟန်နာတစ်ပါးဖြစ်လာလိမ့်မယ်ကွဒါကြောင့်သမီးအနေနဲ့ဥပဂௌဒလေးကိုခေါ်ပြီးယာဇကဟမင်းကြီးထံပြန်လေခုံဝင်ပြီးယဟန်ပြုတ်ပေးလိုက်ပြီတော့ ဟဲ့ဖားတဲ့ဖေတပည့်တော်ရဲ့သားလေးကိုတော့အဲ့ဒီနန်းတော်တွေကိုခေါ်မသွားချင်ဘူးဖေနန်းတော်ဆိုတာအယောင်မျိုးစုံပြောင်းတဲ့နေရာကြီးပါသမီးဘဝမှာဘရင်သမီးတော်အဖြစ်ပျော်ရွှင်စွာနေခဲ့ရပေမယ့်ဘဝရဲ့ကံကြမ္မာဆိုကြောင့်ခေါင်းမော်တင်ပြီးမျောဖို့တောင်ဝင်လေးခဲ့ကြတာမှမဟုတ်တာအဲ့ဒီနန်းတော်ဆိုတာကြီးကိုသမီးအတန်တော့မချချင်ဘူးအဖရဲ့မြတ်တာရေးတော့ဘယ်နေရာမှမအေးချမ်းပါဘူးအဖရဲ့တည်းရဲ့ ဘဲနန်းတော်နဲ့မလိုက်ဘူးဗျာတတလုံးဘိုက်တင်နာမှာပဲနေလာလေဒါဒီတော့ထဲမှာပဲပျော်တယ်ဒါချစ်တဲ့တိရစ္ဆာန်တွေနဲ့ပဲသားနေခြင်းတယ်မလိုက်ဘူးဘဲမှမလိုက်ဘူး ဘာအသေးပြန်စီခြင်းတာအဲ့ဒါလည်းပါတယ်ဒီတော့ထဲမှာဆက်နေဥပဂုတ်တာလေးကအရိုင်းဆိုင်လေးဖြစ်သွားလိမ့်မယ်သမီးဘာအသေးစကားကိုရေဝယ်မကြနားထောင်ခဲ့တာပဲလေဘာအသေးစန္ဒကိုသမီးလိုက်ရောစေခြင်းတယ် ဟုတ်ကဲ့ပါအဖရဲ့တည်းဘာသမီးနဲ့ဘာမီးတို့တွာလန်းတာလို့လာလန်းဖြောင်းပြူးကြပါလေကွယ် ပေးတဲ့စုနဲ့ပြည့်ပြရစီအဖ ဘိုက်တိဘိုက်တိပြောသလိုရဟန်းဝစ်ပြီးတော့သူကဘိုက်တိနဲ့တူပြန်လာနေမှာနော် တပည့်တော်မှလည်းသားတော်မောင်နဲ့အတူဖရဲ့သေးစီကိုပြန်လာပြီးအလုပ်ကျွေးပြုချင်ပါသေးတယ်အဖရဲ့တည်းအဲ့ဒါဆိုရင်တပည့်တော်တို့တောက်ခွင့်ပြုပါအောင်အဖရဲ့တည်း အော်ဗနန်ဖြစ်တော်မူရတဲ့မိဘခေါင်ကြီးရဲ့သမီးတော်လေးရှောက်တင်လို့သာငါကိုယ်တော်မြတ်ယုံကြည်တော်မူရပြီလေ မှန်လားပါမောင်တော်မကြီးဖေဟောဒီကတပည့်တော်လေးရဆိုရင်ခန္ဓာကိုယ်ကငါးညီနှက်နေပြောက်လို့ရာဇကြိုရွှေမျိုးတော်ကြီးကိုပြန်လေရောက်ရှိလာတာပါဖေမိတော်လေးရဆိုရင်လေတပည့်တော်လေးကိုယ်တိုင်ဝမ်းနဲ့လွေပြီးမွေးထားတဲ့သားတော်လေးဖြစ်ကြောင်းကိုရှောက်တင်ဝင်ပါလေဖေ ဖြစ်ပြတွေကအံ့ဩထူးဆန်းစရာကောင်းလုံးမှမိဖုရားကြီးရဲ့ မှန်လားပါဗျာသမီးတော်ကြီးကိုနတ်မြတ်နတ်ကောင်းတွေကကိုကြီးဝိုင်းဝန်းဆောက်ရှောက်ထားကြလို့အခုလိုဘေးမတိရမခပဲနေတော်နဲ့ခမီးတော်ထံပြန်လည်ရောက်ရှိလာတာပါဗျာ အေးအနှစ်နဲ့အလားလားကညှော်လင့်တောင်းတခဲ့ရတဲ့နန်းညွတ်နန်းလျာမင်းသားငယ်တစ်ပါးဟာငါကိုယ်တော်မြတ်ရဲ့ဖုံးကန်ကြောင့်ကိုယ်တော်ရှိမောခါသာရောက်နေတာဝမ်းမြောက်ဝမ်းသာရှိလာတော့ကွယ် မှန်လားပါဗျာထီးဝေနတ်မွေဆက်ခံမဲ့မိတော်လေးတွေရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်ထိုက်တန်တဲ့ဆုတော်လက်တော်များချီးမြှင့်မြောက်စားပေးတော်မူပါဗျာ မှန်တာဘုံမိဖုရားကြီးရဲ့မိဖုရားခေါင်ကြီးရဲ့စန္ဒရှိတော်မူတဲ့အတိုင်းချီးမြှင့်မြောက်စားပေးရမှာပါကိုင်ကိုင်အမိန်တော်ချမယ်အမိန်တော်နာခံကြငါကိုယ်တော်မြတ်ရဲ့ရှေးဖုံရှေးကံကြောင့်ငါဤရှိတော်မောက်သူသမီးတော်လေးနဲ့အတူတူရောက်ရှိလာတဲ့ငါဤမြည်တော်မင်းမျိုးမင်းနွယ်ဖြစ်တဲ့ဥပဂုတ်တမင်းသားငယ်အားအိမ်ရှိအရာအနှင်းတော်မူလိုက်သည်အမိန်တော် ထိုက်တန်လှချောင်းမှာမောင်တော်မင်းကြီးဖေဟာ သမီးရတဘောမတူပါဘူးဖခမဲတော့ဗျာ သမီးတော်ဟာခမီးတော်တို့ရဲ့ရာဇကြိုရွှေပြည်တော်မှာ
ပြည့်ရှင်မင်းကိုယ်တိုင်အနှင်းနဲ့အိမ်ရှိဥပယာစာဘွဲကိုလူချင်းတတ်မှတ်တဲ့လူတွေတိုင်းပြည်နဲ့အဝမ်းရှိနေတယ်ဆိုတာသိပါလျက်ကနဲ့ဖခမီးတော်ကိုယ်တိုင်မြေးတော်လေးကိုအနှင်းနဲ့အိမ်ရှိဥပယာစာဘွဲကိုသမီးတော်ကပဇာကြောင့်ညင်းရတယ်လဲဆိုတာခက်မြန်မြန်တတော်တင်ဟဲ့ မှန်လားပါဖခမဲတော်ဖေဟာသမီးတော်အခုလျှောက်တင်မဲ့စကားကိုစိတ်ရှည်တီးခံပြီးရွှေနာစင်တော်မူပါဖခမဲတော်ဖေဟာတောင်သေးလာအရက်ကပြန်ခံနီးမှာသမီးတော်ကိုကျွေးမွေးဆောက်ရှောက်လိုက်တဲ့ကျေးဇူးရှင်ဘာရက်တေးကတေးတေးချာချာမင်းချွေမှာကြားလိုက်ပါတယ်ဖေဟာတားငယ်ဥပဂုတ်တာဟာလူပုံခန်းဝါမှာလူဝိကြောင်အဖြစ်နဲ့သာတသက်လုံးနေသွားမယ်ဆိုရင်ဖြစ်လောကီအာယုံကာမဂုဏ်မှာပဲမူရစ်ပျော်ပါပြီးတတ်မှတ်မှုနှုံအတွင်းမှာနေကြုံပြီးပျက်စီးသွားလိမ့်မယ်တဲ့ဗျာဒါတော့ဥပဂုတ်တလေးကိုသာသနာပေါင်းအတွင်းသွတ်သွင်းချီးမြှင့်ပေးဖို့မှာကြားလိုက်ပါတယ်ဗျာဒါကြောင့် တော်ပါတော့သမီးတော်ရေတော်ပါတော့မဖြစ်နိုင်တာတော့မလျှောက်တယ်မနဲ့တော့ကွယ်အင်းရှိအရာဆိုတာမေမေတို့လိုပါကီຫນွေဘွားနန်းညွတ်နန်းလျာတွေနဲ့သာထိုက်တန်တဲ့အရာပါကွယ်မေမေနဲ့ဖခမဲတော်မှာသားသမီးမထုံးရတဲ့အတွက်နတ်ဆက်ပြတ်မိလုံနေတယ်ကံကောင်းထောက်မှဆိုတာနဲ့ဟောဒီသမီးတော်လေးအားမြီးတော်ယောက်ျားလေးကို မေတော်တို့နန်းကိုခေါ်သွင်းလာတဲ့ချိန်မှာမေမေတို့ကအရာကိုဝင်းတာပီတိဖြစ်နေရပါတယ်သမီးတော်ရဲ့ စကားပူဒီပြောမနေပါနဲ့တော့မိပြခေါင်ကြီးရဲ့ငါရဲ့မြေးတော်လေးကိုတူတဘောတူမတူအိမ်ရှိဥပယာစာဘွဲကိုအနှင်းတော်မူမယ် မအဖနဲ့ဖခမဲတော်ဖေဟာသမီးတော်တောင်းပန်ပါတယ်ဘာရဲ့တဲ့ကိုကျေးဇူးကိုသမီးတော်ဆက်တဲ့အနေနဲ့ တိတ်ဆန်းမြစ်စာဒေဝီဟာခမီးတော်ဟာတက်တော်ကြီးရင်တော်မူလာတဲ့အတွက်ဟာခမီးတော်တို့ရဲ့တူဒီတော်ဖြစ်တဲ့နန်းညွန့်နန်းလျာကိုသာသနာပေါင်းတွင်တွတ်သွင်းတာကိုလက်မခံနိုင်ဘူးသမီးတော် ရာဇကြိုပြည့်ရှင်မင်းကြီးရဲ့လိုရင်ဆန္ဒအတိုင်းဥပဂုတ်တမင်းသားငယ်ကိုအိမ်ရှိရာအနှင်းလိုက်ရင်ဥပဂုတ်တဟာလူပုံခန်းဝမှာကာမဂုဏ်ရစ်မှုပြီးတတ်မှတ်မှုရမက်လွန်အတွင်းမှာနစ်မွန်ပျက်စီးပွဲရတာရှိတော်သည် ဟဲ့အထိန်တော်များ ဖေရ ငါကိုယ်တော်မြတ်မြည်တော်ငါရှင်းမခေါ်လာခဲ့သားဟဲ့ မှန်လားပါဗျာ သာသနာရန်ဆွဲအဖြက်စီးမှန်သမျှတိုက်ဖြတ်ကာကွယ်နိုင်စွမ်းသောယဟန္တာအရှင်ပထေမြတ်အဖြစ်သို့ရရှိနိုင်တော့မည်မဟုတ်ချေ တော်လေးမဆွကြပါနဲ့ ဥပဂုတ်တမင်းသားငယ်ကိုနာကယ်တင်မှဖြစ်တော့မည်ချေတကား တော်လေးမဆွကြပါနဲ့ဒီလိုလေး အောင်ဆွဲသားဟဲ့မြည်တော်ကို ဥပဂုတ်တသင်ဟာကျွန်ုပ်မြေပြင်သို့လွှတ်ချမည်သင်ဖျားတရားသာအောက်မေ့ပြီတော့ ဤနတ်သားသည်ငါအားတကယ်လွတ်ချရ၏မကောင်းသောအကြံပြုမိကကောင်းကင်ယံမှလွတ်ချ၍တေဝဲလာရှိတော်သည်ကောင်းမြတ်သောမနတ်သည်ဖြင့်သင်္ခါရတရားတို့နှလုံးသွင်းရနေအံ့ယူပအနေဆံငါဤခန္ဓာကိုယ်ရုပ်တရားသည်မမြဲပါတကားယူပဒုက္ခံငါဤခန္ဓာကိုယ်ရုပ်တရားသည်ဒုက္ခကြီးပါတကားယူပအနတ္တံငါဤခန္ဓာကိုယ်ရုပ်တရားသည်အစိုးမရပါတကားယူပအနေဆံယူပအနေဆံယူပဒု
ကျေးပြတ်တတ်ဒီကငါဤရှေးဖုံးရှေးကုသိုလ်ကံကြောင့်ပေါ်လာခြင်းဖြစ်ပြီငါသည်ထိုကျေးပြတ်တတ်အတွင်းမှာပင်တပါးတဲ့အလားတမဘက်ကိုဝင်စား၍နေတော့ရှင်ကမညာလေးတခင်မကိုရှင်ဝင်စားပါတမပါရာနေမီကပ်ီကိုဝတ်တော်ဝေဆိုယမမနတ်ကိုရစိစမနဆိုမရှိကိုသာသနာကျိုးကိုနဲ့နေရှင်ဘုကိုမြတ်ရှင်စိတ်ချပြီးအနိုင်ငွေတွေထုတ်လိုက်တော့သိမ်းရချီဘလောင်းနိုင်နိုင်ဘလောင်းထုတ်တန်းရောင်းဝေလာကေးပေးလိုက်တဲ့ဘန်ကင်းနဲ့လမ်းရှောင်းဝေးသွင်းတော့ပြန်ချက်ကဖောင်းကနေတိုင်းကနေအများဆုံးနီးနဲ့ဘက်ကလုံးစီထိုင်းစင်ဘန်ကန်ကတေးချထိုင်းစင်ရုံချီကစိတ်ချထိုင်းစင်ယူစားရစင်ပြေဝင်ငွေတွေဖိုင်ခြင်းထိုင်းစင်ဝင်ငွေတွေဖိုင်ခြင်းစင်ပြေစင်မအားလုံးတွေထိုင်းစင်ကိုရောတရားမှတ်လို့ရတယ်ရပါတယ်ကိုရောကိုရောတို့ကကိုနှိမ့်ဆက်နေကြတယ်လို့ပဲဘာဖြစ်လို့လဲကိုရောရဲ့ကိုရောတို့ကလောကကြီးမှာဘဝအကျိုးပေးကုသိုလ်ကံကောင်းလို့တထေးသားတကြွယ်သားတွေဖြစ်နေကြတာမဟုတ်လားဘာဖြစ်လို့ဒီမှာလာပြီးဒုက္ခဆင်းရဲခံနေရတာလဲကိုရောတို့ရဲ့စိတ်ကူးကိုတပည့်တော်အံ့ဩမိတာအမှန်ပဲပြည်တော်တို့ကကသဗ္ဗဘုရားရှင်တရားဒေသနာတော်ကိုနာယူကြည်ညိုပြီးဘုရားသားတော်ဘဝကိုရလို့ရဟန်းပြုလာကြတာပါဗျာတပည့်တော်သာဥစ္စာဒနာကျွဲဝါတဲ့တထေးသားဆိုရင်လောကီစည်းစိမ်နေလို့ရင်မှုပြီးလွတ်လပ်လပ်နေပြစ်လိုက်မှာပဲဘလောက်ပျော်စရာကောင်းလဲတပည့်တော်ရဲ့စိတ်ထဲမှာဝေခွဲမရလို့တစ်ခုလောက်မေးပေးရစေမေးပါကိုရောရဟန်းဘွားနဲ့လူဘဝဘယ်ဘဝကပျော်မွေ့ပဲကောင်းပါသနည်းဒီရဟန်းတန်ဃာတွေကတထေးတကြွယ်သားဘဝကနေရဟန်းပေါင်ဝင်လာကြတဲ့သူတို့လူဝဲလဲသွားကြရင်ကြံရစ်ခဲမဲ့သင်္ကန်းပရိက္ခာတွေငါတပါးတဲ့ပိုင်ရမှာသိကြတယ်ဒီမေကုန်းကဖြည့်စရာမှမလိုတော့ပဲကိုတော်တို့ရဲ့ကိုတော်တို့ကိုယ်တိုင်အခုနေ့စဉ်လက်တွေ့ရင်ဆိုင်နေရတာပဲမဟုတ်လားကိုတော်တို့ဘဝမှာသွားတာလာတာပြောတာဆိုတာစားတာတောက်တာနေတာထိုင်တာတွေကိုရဟန်းတိတ်ခါတော့228တွေ့ပြီရှင်မာကတ္တပရဲ့အဆုံးအမဝီနည်းတွေနဲ့အညီစိတ်ကိုချုပ်တီးနေထိုင်ကြင်ညံနေကြတာမဟုတ်လားစိတ်လွတ်လပ်မှုမရှိတော့လူဘဝလောက်ဘယ်ပြောစရာကောင်းမှမလဲကိုတော်တို့ပဲတေချာစဉ်းစားကြည့်လေဟုတ်တယ်ကိုရပြောတာမှန်တယ်ရဟန်းဘဝနေရတာနေချင်းချက်တယ်229တော်တိတ်ခါပုတ်တွေကစိတ်ကိုချုပ်ထိန်ချီနှောင်ထားတဲ့နှောင်ကြိုးတွေပဲကိုတော်တို့တပည့်တော်ရဲ့အဖားနဲ့အမကအတိတ်ဝခံလို့သာသနာ့ဘောင်ဝင်ခဲ့ရတာတရားလေးမှစိတ်မချမ်းသာဘူးစိတ်လို့ကိုလို့နေခွင့်မရတဲ့ရဟန်းဘဝမှာမပြောတော့ဘူးမနှက်ဖြန်လူဝဲလဲတော့မယ်ဟုတ်တယ်ကျုပ်လည်းလူထွက်တော့ဒါကကျတို့အားလုံးရဟန်းလူတွေဝေခကြတာဆိုတော့လူထွက်ရင်လည်းလူပဲမဟုတ်လားကဲတော့ကြရအောင်
မှန်ပါဗျာပြီးတော့မိုင်မဲစွာပြောဆိုခဲ့တာဝန်ခံပါတယ်ဗျာ ချစ်တာအိန္ဒရာဂေါတာအသင်သည်ငါဖျားရှင်နှင့်ကြုံကြရတယ်လေယဟန်တော်များအဆိုထိုက်သောစကားရှောင်းခြင်းအပ်သောကျင့်မှုတို့ကိုတွေးဖယ်ခဲ့သောကြောင့်အသင်၏ဝကြွေးတော်ပိဆက်မှုသည်ကြီးမားပြီဆိုအသင်၏ဝကြွေးတော်ကိုကြိုးစားအားထုတ်၍ပိဆက်တော်လေယဟန်တာဖြစ်ကိုဒီဘဝမှာအသင်မရနိုင်ငါဖျားလက်ထက်မှလွန်မြောက်ပြီးညီတော်ဗုဒ္ဓမထံဗျာဒိတ်ပန်းကိုအသင်ဆင်မြန်းရစေညီတော်ဗုဒ္ဓမ၏ထံပါမှလည်းအသင်ယဟန်မပြုနိုင်သေးပေညီတော်ဗုဒ္ဓမပရိနိဗ္ဗာန်ပြုပြီးမှသာအသင်၏လက်ယုံရည်နှလုံးရည်တို့ဖြင့်အရာရာကိုပြီးစေရ၏ယဟန်တော်များပြစ်မှားသောအသင်၏အပြစ်သည်ငါဖျားပင်မကယ်တင်နိုင်သောကြီးလေးသောကံကြီးပင်ဖြစ်ပေတကားထို့ကြောင့်အသင်သည်လူသူကင်းဝေးရာသမုဒ္ဒရာအလယ်မှာတပါးသည်ကြီးပြတ်သဖြင့်စံမြန်းရပေချစ်တာရှင်ဗျာပြီးတော့ပေးဆက်ရမယ့်ဝကြွေးတော်အတွက်တာသနာအဆက်ဆက်တာဝန်ထမ်းဆောင်ပါမည်ဗျာတပည့်တော်ကိုစုပန်ခွင့်ပေးသနာတော်မူပါဗျာတပည့်တော်သည်မဟာအဋ္ဌိပတ်တကူဖြင့်ပြည့်စုံရပါစေသာသာသနာအဖြတ်အန္တရာယ်ဟူသည်များကိုအောင်နိုင်ရသောမဟာတာဝကယဟန်ဖြစ်ပါစေသာဇန်ရင်6ပါးတို့ကိုအလင်းမသွေရရှိပါစေသာတူပြိုင်ဘက်ကင်းသောတတ်တော်ရှိယဟန်တစ်ပါးဖြစ်ပါစေသာဒီဒိဋ္ဌိတွေကိုစွန့်ကပ်လှူဒန်းနေလေငါဤလာရမကောင်းနိုင်ငါဤဆုံးကိုထိုက်တန်သောပုဂ္ဂိုလ်အားကတ်လူမှသာငါဤလာရကောင်းနိုင်ပြီတော့မည်နီဂောရတာမဏေငယ်လေးဟာအိန္ဒိယတိတ်ခါနဲ့ကြီးညိုပွဲဟာကောင်းလိုက်တာမင်းချင်းများဟိုးရှိမှရှောက်လန်းလာတဲ့အရှင်ငါ့ရဲ့နန်းတော်တယ်တော့ပဲအမိန့်တော်များအတိုင်းပါဗျာနန်းတော်အတွင်းသို့ကြွမြန်းတော်မူပါဗျာမိထက်ဝါကြည့်တော့ယဟန်တော်တစ်ပါးမှမရှိဘူးပဲ
င့်တော်သောနေရာမှာထိုင်တော်မူပါဗျာဤအရှင်သာမဏေငယ်သည်အမှန်တကယ်ကိုးကွယ်ရမယ်သူပါတကားအရှင်သာမဏေငယ်အဘယ်မည်သောတိတ်ခါကိုစောင့်ထိန်ပါသနည်း ။အိုးမင်းကြီးအကျွန်ုပ်သည်ဗုဒ္ဓ၏အဆုံးအမနှင့်အညီဝီနီးတိတ်ခါတော်များကိုထိမ့်သိမ့်ပါ၏အရှင်ဤဥပ္ပစေဆရာသည်အဘယ်သူဖြစ်ပါသနည်း ။အကျွန်ုပ်၏ဆရာသည်သစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားသိမြင်တော်မူ၍ကာမတဏအဝိဇ္ဇာနှင့်မိစ္ဆာမောဟအာရမအိုပယ်ချတုတ်တင်မိမတ်ဖို့နိဗ္ဗာန်တိုင်အောင်ပို့ဆောင်တော်မူနိုင်သောဗုဒ္ဓဖရာသာလျှင်ဖြစ်ပါပေတယ်အရှင်သာမဏေငယ်အရှင်သိထားသောတရားထူးတရားမြတ်များရှိပါကအကျွန်ုပ်အားပြန်လည်ဟောကြားပေးတော်မူပါအပမာတော်အပဒံပဒံပမာတော်မြစ္စုနောပဒံအပမာတော်ကုသိုလ်ကောင်းမှုတို့၌မမေ့မလျော့ခြင်းသည်အမတန်ပဒံမသေးရအမှန်နိဗ္ဗာန်ရောက်ကြောင်းဖြစ်ပါပေ၏ပမာတော်မေးလျော့ပေါ်စပမာဒဆိုသောတရားသည်မြစ္စုနောအသေးမစဲတသေးတဲ့တရားခြင်း၏ပဒံအကြောင်းရင်းစစ်တကယ်တမ်းဖြစ်ပါပေ၏ဤနေ့ဤရက်မှစ၍ရှင်သာမဏေငယ်ကိုတပည့်တော်နေ့စဉ်စွန်းစက်ကပ်လှူဒန်းခွင့်ပေးတော်မူပါဗျာ သာသနံနာမရာဇာနံနေတာယဒိဋ္ဌကေနာမသာသနာမိတီကမင်းရာဇာတို့ကိုအမိပြု၍တည်ရပါပေတဲ့တကားတော့ မှန်ပါအရှင်သာမဏေငယ်တပည့်တော်ဗုဒ္ဓအသက်ထက်ဆုံးမချွတ်တမ်းထားဆောင်ပါမယ်ဖေဟာ တာဓုတာဓုတာဓု သာဓုသာဓုသာဓုအရှင်သူမြတ်သူဖေဟာဖေဟာတပည့်တော်သည်ဓမ္မခန္ဓာပေါင်း7400ကိုရည်စူးပြီးစေရီပေါင်း7400ရေတွင်ရေကန်ပေါင်း7400တီထားတူဖို့ပူဇော်ပြီးပါပြီဗျာ သာရပါမီသာရဓုမောဒနာခေါ်ဆိုပါတယ်သာဓုသာဓုသာဓု ဒီမဟာအလူတော်ပွဲကြီးအတွက်အနေကစားတင်ရေစက်ချပူဇော်ခြင်းပါတယ်ဗျာပြီးတော့တိုင်းသူပြည်သားတွေအတွက်လည်းဖျားပွဲကို9ရက်9လီတိုင်တိုင်းပျော်ပွဲရွှင်ပွဲများဖြင့်ကျင်းပပေးခြင်းပါတယ်ဗျာ ဒကာတော်မင်းကြီးရဲ့ဆန္ဒကိုကြားရယုံနဲ့နှစ်ထောင်အားရရှိတော်မူလာပါပေတယ်သို့တော့ဒကာတော်မင်းကြီးအန်ဒီယကိုတော့အထူးသတိပြုစေခြင်းတယ် အဘယ်ကဲ့သို့သောအန္တရာယ်ဆိုတာမိန့်တော်မူပါဗျာ ဒကာတော်မင်းကြီးငါတို့၏မြတ်ဗုဒ္ဓတက်တော်ထင်ရှားရှိစဉ်တောထွက်သည်မှအစ၍ဘုရားဖြစ်သည့်အချိန်ထိအမျိုးမျိုးနှောက်ယှက်ခဲ့ဘူးတယ်မင်းကြီးပြုလုပ်မိမဟာအလူတော်ပွဲကြီးကိုလည်းမာနယုတ်
ကျင်းသေးအနောက်ဆက်ပေးလိုက်မယ်မင်းကြီး ဟုတ်ဗျာ ရှင်ဖျားတကယ်တော့ဒီမဟာလူတော်ပွဲကြီးကိုဘလုံးနီးနဲ့မှအပြက်စီးမခံနိုင်ပါဘူးဖျားဒီမာနရန်ဆိုအဘယ်သို့ကာကွယ်တားဆီးရမယ်ဆိုတာမိန့်ကြားပေးတော်မူပါဖျား ဆိုရင်ကြောင်းကြမှုမဖြစ်ပါနဲ့တကားတော်မင်းကြီးမန္တရန်ကိုဟန်တာကာကွယ်နိုင်မဲ့ရဟန်းတန်ဃာတော်များရွေးချယ်ပြီးတာဝန်ပေးပါမယ် ကဲတော်မူပါဗျာကဲတော်မူပါဗျာရှင်ဖျားတော်တပည့်တော်ကဲတော်မူပါဗျာဂလုံမင်းဒီတပည့်တော်ရဲ့အသက်ကိုရန်ရှာဖို့စဉ်းလာနေပါပြီဗျာဂလုံမင်းအန္တရာယ်ကိုဖယ်ရှားပေးပါကရှင်ဖျားတော်ရင်ဆိုင်နေရသောအခက်အခဲများကိုတပည့်တော်ဖြေရှင်းပေးပါမယ်ဗျာ အတင်လူလင်မျိုးငါတို့ရဲ့အခက်အခဲကိုသင်မိတို့ဖြည့်ရှင်းပေးပါမည်နီအတင်ကရောမိသူနီ မှန်လားပါဗျာတပည့်တော်ဒီနာဂရာဇာငကားမင်းဖြစ်ပါတယ်ဗျာတပည့်တော်တို့ငကားများပူဇော်ရာတောင်သမုတ်တရား၌ကျေးပြတ်သက်ဖြင့်စံပယ်သတင်းသုံးတော်မူသောရှင်ဥပဂုတ်တယဟန္တာရှင်တော်မြတ်ကြီးတစ်ပါးရှိပါသည်ဗျာ ဝမ်းမြောက်လာပါတယ်သင်တကားမင်းထိုရဟန္တာရှင်မြတ်ကြီးအားပင့်ဆောင်ရန်တောင်သမုဒ္ဒရာသို့သင်တကားမင်းကိုယ်တိုင်လမ်းညွန်ပေးပါလော တန်ဃာတော်များကမိတို့သောအကြောင်းကြောင့်တပည့်တော်အားပင့်လျှောက်ရသည်တပည့်တော်အလုံးစုံသိမြင်ပါပြီဗျာရှင်ဖျားတို့ဤဆန္ဒပြည့်ဝစေရန်အတွက်တပည့်တော်ကြွရောက်တော်မူခဲ့ပါမည်ရှင်ဖျားတို့သာကြွမြန်းတော်မူနေကြပါ ရှင်ဥပဂုတ္တမထေရမြတ်ကြီးကတပည့်တော်တို့ထက်အရင်ရောက်နေပါလားဗျာ ရှင်ဥပဂုတ္တရဟန္တာမထေရမြတ်ကြီးပါလားအရှင်ရဟန္တာကိုလိုမြတ်ကြီးဖျားဒီနေရာမှာသတင်းသုံးတော်မူပါဗျာ တပည့်တော်ရဲ့ဓာရုပူဇနာတပင်ပွဲကြီးကိုနှောက်ယှက်မယ်မာနရဲ့အန္တရာယ်ကနေကာကွယ်တားဆီးပေးတော်မူပါဗျာ စိုးရိမ်တော်မမူပါနဲ့မင်းကြီးမာနရဲ့အန္တရာယ်ကိုခုခံကာကွယ်တားဆီးပေးပါမယ် တပည့်တော်ရဲ့ကြီးမြတ်သောမဟာအလှူတော်ပွဲကြီးကိုအရှင်ဥပဂုတ္တရဟန္တာမထေရမြတ်ကြီးအားမာနရဲ့အန္တရာယ်ကနေကာကွယ်တားဆီးပေးမယ်ဆိုတာသိရတဲ့အတွက်တပည့်တော်တိုင်းမသိရင်မအေးချမ်းဝင်းမြောက်ဝင်းသာကြည်နူးပီတိဖြစ်ရပါတယ်ဗျာမနေ့ပြန်ကမှစပြီတပည့်တော်ရဲ့နန်းတော်သို့စုံဖုံးပေးရန်ကြွမြန်းတော်မူပါအရှင်ဖေဟာ တာဒုတာဒုတာဒု မင်းချင်းများ ဘယ်
ယနေ့မှစ၍9ရက်9လီသောအလူတော်ဘွဲစတင်ပြီဖြစ်သောကြောင့်ငါကိုတော်မြတ်နဲ့ဟောရီယာမိဘရဲ့ခေါင်ကြီးတို့ကအထူးပင်ချိန်နဲ့ဝင်းမြောက်တော်မူလေပြီကွ။ ကာလာပါဗျာဖုံးပြီးနေတာအာကောက်ကဟိုဒီနဲ့အညီတိုင်းသူပြည်သားများလဲပျော်ပွဲဆိုရင်စီနဲ့ရှိတော့မှာဗျာ မောင်တော်ဖျားရဲ့မှုေးပြန့်တဲ့ဂုံသတင်းကြောင့်နမတော်လဲပီတိဖြာလှပါတယ်မောင်တော်ဖျား အေးကောင်းလေစွာကောင်းလေစွာ အလိုဘောရမရဲ့ထေရဝါဒပြတ်ပေါင်းချဲ့ကားပြီးမဟာစီရဲ့ဓာတ်တော်မူတော်တွေပျော်ပျော်ကြီးလဲ့လဲ့နေကြတာမိုးအောက်စကြဝဠာငါရာတုကေမဟာဒေဝပုဒ္ဒရာဇာတိစကွေမာနမင်းနဲ့ဒီအလူဝါကြီးတဲ့စီတော့ငါအခုပဲဖက်ပြမိုးတက်စင်လေနေကြလေတရားဟောပြီးလို့မောင်နိုင်ကြတော့ ကောင်းကင်ပြေတခုလုံးမဲမောင်သွားတာပါလားမောင်တော်ဖျား ဒီနေရာနဲ့တိုက်ခိုက်တော့လိုက်တာမောင်တော်ဖျား စိုးရင်တော့မဝင်နဲ့ အရှင်ဖေဟာတပည့်တော်ရဲ့အလူပွဲကြီးပျက်စီးရပါတော့ဗျာမာနရဲ့ရန်အများဆုံးနှိမ်နှင်းပြပါဗျာ မစိုးရင်မာနဲ့တကားတော်မင်းကြီးရှင်မင်းကြီးအလှပွဲပြီးမြောက်သည့်တိုင်ကြာရောက်လာမိဘေးပြာအမျိုးမျိုးတို့ကျွန်ုပ်တာဝန်ယူပါတယ် Wing with it boy, wing with it boy, wing with it boy, bo shui dai ga. Wing with it boy, wing with it boy, wing with it boy, bo shui ja, shui dai ga. Wo gong che ka da a be, a gong phao do le a coming. Ngui twin thong yan jet ka do ma pyo ne ma gan nya pian lao da ta na de. Yong ji do la ba we can, ngui twin thong 24/7. User how yo user the yo a long ro bon na de ne la. Application name ma ba ta ta ya ya sok ta nai ne body mo. Do ki ma gong le gong ji lo so ji chin ngui share on body lao. 2 3 3 6กองချင်း Casino နဲ့ Flow Game တတ်တရရလောင်းလို့ရတဲ့ဘောလုံးပွဲတွေမြန်မာကြီး Win with it အသားလေး Win with it အသားလေးရွှေတိုက်ကားနဲ့တွေ့တော့မှ Win with စင်ပြေနေယူတာတွေ ချစွာနေလင်းပါ တင်ပါဗျာတင်ပါဗျာ လူပြေလူရလူနာနာကဘာမဟုတ်တော့မနှုတ်ကြရဟန်းကငါလုံးမနမင်းကိုရှင်ပြန်ရဲတဲ့ဒီအလူပွဲကြီးပြစီတော့ဒါမို့လမ်းမို့ကဲမို့တဲမို့ညီကြီးမို့လေရွာသုံးချိုးလိုက်မယ်တော်ရတဲ့ကူတော့အမောင်ကြတယ်ဒါမို့လေရွာချလိုက်ဆန်း တော်ကဘာတော်ကမောက်ပညာဆန်လာသာလာမွေး
ဝါကအာကပါလားတော့တမျိုးရိုင်းဆိုင်လာသည့်အသင်မနဲ့မင်းမြတ်ဗုဒ္ဓ၏ကိုစားဓာတ်တော်များညှို့တွားပူဇော်ဌာပနာပွဲစီရင်ကြသည်ကိုမလိုစိတ်ရုပ်ဖြင့်ဖြက်စီးနေသောကြောင့်ယခုမဆိုင်ကောင်းတခြားကိုတပွဲတေပွဲဝင်ကအမိုက်ဆက်သိမ့်ပေရောကျောင်းတော်ပါပြီရှင်သူများတပည့်အသက်ကိုတော့ချမ်းသာပြီးတော်မူပါဗျာပြင်ပမိခဲ့တဲ့များကိုလည်းခွင့်လွှတ်ပြီးတော်မူပါဗျာအရှင်ဘုရားကိုလည်းတကူဖတ်ပြိုင်အနိုင်မယူရဲတော့ပါဗျာအသက်စီဝင်တော့ခန္ဓာချုပ်အောင်လှုပ်ဆောင်တော်မူပါနဲ့ရှင်ဘုရားတင်ကဲ့သို့သောအကြံကောက်ကျစ်စိုးညစ်ယွန်ဖွယ်ပရိရဲ့ကျဲလာသောမာနကိုငါမီတို့စိတ်ချမိနီဗုဒ္ဓဤဓာတုပူဇနီယတန်ခါပူဇနီယမဟာအလှတော်ပွဲကြီးမပြီးဆုံးသေးသမျှကာလပတ်လုံးတေအားငါစိတ်ချစွာလွတ်ထားရမရတော့ချီတင်အားမှတ်သားလောက်ငါအပြစ်ပေးအံဤကပန်းကျိုးသည်မာနဤလေပင်တွင်ခွေးတေကောက်ပုတ်အသွင်တည်ပါစေသာကျွန်ုပ်မှလွဲ၍မိတိတစုံတယောက်မှဖြုတ်ရင်မရပါစေတည်းအရှင်ဘုရားတပည့်တော်ခွင့်တဲ့ကောင်ကိုတော့တပည့်တော်တနာတော်မူသောအပြင်ချက်ပြီးတော်မူပါအရှင်ဘုရားကဲတော်မူပါကဲတော်မူပါကဲတော်မူပါဘယ်သူသည်တင်းလေပင်၌ဤခွေးတဲ့ကောင်မှုကိုဆွဲပေးထားသည်ရှင်ဥပဂုဏမထေမြတ်ကဆွဲပေးလိုက်ခြင်းဖြစ်တဲ့နတ်မင်းဤတို့ဆိုလျင်ဤခွေးတဲ့ကောင်မှုကိုအကျွန်ုပ်တို့ဖြုတ်ပေးခြင်းကမစွမ်းနိုင်ပါမြမပြည်မှမြမကြီးများကတော့ဖြုတ်ပေးနိုင်အောင်ပါရဲ့
ရှင်ဥပဂုတ်တယဟန္တာကတင့်အားအကြောင်းမဲ့ဆွဲပေးထားတာမဖြစ်နိုင်တင်ပြုတိကံပဲ့တင်တန်တင့်ထံပြန်လာသည်ဟုနှလုံးသွင်းပြီးတော့မာနမင်း ခရုဏာထားတော်မူသောအဖြစ်ကျွန်တော်လက်ပင်တွေဆွဲထားတော့ခွေးသိကောင်ပုတ်ကိုချုပ်ပြီးတော့မူပါရှင်မာကဒေဝနမင်း တင်မာနဲ့ပန်းကျိုးကိုခွေးသိကောင်ဖို့ဖြစ်အောင်ဤသူများဖန်ဆင်းနိုင်ပါမြတ်စွာဘုရားရှင်ကဗျာဒိတ်တော်ထားရှိရသောတောင်သမုဒ္ဒရာ၌တည်သုံးတော်မူနေသည့်အရှင်ဥပဂုတ်တဖြစ်ပေ၏အရှင်မာကဒေဝနမင်းလူပိယတာဝကမှုတကူရှင်ပြန်ခဲ့မိပါသည်အခုအချိန်မှာရှင်ဥပဂုတ်တဆိုတော့အတန်ကိုကြားရုံအဖြစ်နှကြောစိတ်လှပါပြီကြောက်လှပါပြီအရှင်မာကဒေဝနမင်းကလည်းဖြုတ်မပေးနိုင်ဘူးဆိုပါကကျွန်တော်မှမျောလင့်ပွဲမရှိတော့ပါ ဟိုမာနဲ့တင့်လေပဲ၌ဆွဲထားသောခွေးသေးကောင်ပုတ်ကိုဖြုတ်ပေးနိုင်သောတကောဆန်းအားကျွန်ုပ်မှမရှိပါကျိုးကိုထုံးသူသားလျင်ထိုကျိုးကိုပြန်၍ဖြီးနိုင်သည်ဟူသောဆိုရိုးစကားရှိသည့်အတိုင်းအရှင်ကိုယ်တိုင်အရှင်ဥပဂုတ်တအားတောင်းပန်၍ချွတ်ခိုင်းပါသည် အရှင်ဗျာဒီပြီးတော့တနာငင်းညာတော့အဖြစ်ဤခွေးတဲ့ကောင်ကိုဖြုတ်ပေးတော်မူပါအရှင်ဗျာအရှင်ဗျာပေးတဲ့ပြစ်ဒဏ်ကိုခိုင်းတော်မူပါမယ်အရှင်ဗျာ ကောင်းပြီမာနဲ့ခွေးသေးကောင်ကိုပြောက်စတင်မာနဲ့အာတော်ကမင်းကြီးဓာတုပူဇနီယပွဲမပြီးမချင်းတင့်ကောင်ကလှုပ်မပေးနိုင်ဤနေရာမှာတွင်တင်နေရစ်ပြီအာတော်ကမင်းကြီးရဲ့ဓာတုပူဇနာပွဲတော်ကြီးအောင်မြင်စွာပြီးဆုံးသွားပြီ။မာနဲ့မင်းကိုငါလွတ်ပေးအောင်ပါပဲ ရှင်ဥပဂုတ်တဆိုတဲ့တာဝကငါတနာညာတာချင်းအလေးမရှိဘူးအဲ့ဒါကြောင့်မရှိကတောင်းခဲ့တဲ့ဖျားစုပဲတောင်းတင်မာနဲ့မင်းကျွန်ုပ်အားတိခံပါလော အရှင်ဥပဂုတ်တာအတင်တို့ကဲ့သို့တာဝကသည်တနာညာတာချင်းအလေးမရှိဒါကြောင့်ကျွန်ုပ်သည်တာဝကစုကိုမတောင်းဖျားရှင်ဆိုတာတောင်းသည် မာနဲ့မင်းအတင်သည်ခောရမမြတ်စွာဘုရားအားမြဝါထင်ထင်ဖူးမြော်လိုက်ရသည်ကျွန်ုပ်တို့ကဖူးမြော်ဝင်မရလိုက်ပြီဒါကြောင့်မြတ်ဗုဒ္ဓ၏ကိုတော်ဟန်ကိုတင်းဤတကိုးဖြင့်ဖန်ဆင်းပြပါလောမင်းနှင့်တကွအားလုံးသောသူတို့ကလည်းဗုဒ္ဓကိုဖူးမြော်ကြည်ညိုခြင်းလုံးလို့ပါ ကောင်းပါပြီရှင်ဥပဂုတ်တာတင်တို့ကျွန်ုပ်အားရှ िख ိုးခြင်းမပြုဟုဂရုပေးပါ ဂတိပေးပါတယ်မာနဲ့
အရှင်ဘုရားတပည့်တော်မရှိခိုးဖို့တောင်းပန်ထားပါနဲ့အဖေကြောင့်ရှိခိုးပါသမီး တင့်မာနဲ့မင်းငါတို့သည်တင့်အားရှိခိုးကြခြင်းမဟုတ်ဗုဒ္ဓရှင်တော်မြတ်ဖျားအားမြင်ရောင်လာပြီးရှိခိုးကြခြင်းဖြစ်သည့်အတွက်တီးခံပါလောတင့်အားကျွန်ုပ်တောင်းပန်ပါသည်မာနဲ့မင်းနောက်ကျွန်ုပ်ရှိရာအရက်တို့လာရောက်၍နှောက်ယှက်ဖျက်ဆီးခြင်းမပြုရန်ကျွန်ုပ်အားကိုးဝယ်စည်းကပ်ကြကုန်သော9ရက်သားသမီးများနှင့်သာသနာအလှမင်္ဂလာပွဲများတွင်လုံးဝမဖျက်ဆီးရန်ကတိပြုပါကတင့်နေရဌာနသို့ကျွန်ုပ်ပြန်ခွင့်ပြုမည်ဖြစ်သည်ကျွန်ုပ်လည်းကျွန်ုပ်၏တာဝန်ပြီးဆုံးမည်မို့ကျွန်ုပ်စံမြန်းရာကြေးပြတ်သက်သို့ပြန်ကြွရပြီဥပဂုတ်တောမဟေဟိကောသံဗုဒ္ဓေနဝိညာကတောမာရိန်သမာရပလင်သဗမေတ္တိနာတိမာရိနာတုနိတေသမတိတေဝေဟိတောအန္တရာယောဝိနာတံတုဣဒာနေဝအန္တမေဥပဂုတ်တံမဟိတိကံရာဇတောဝါဥပတဝါသောကရောဂါဝိရောဓာယပရိယံတာတိတောတေရောမာရိနာကတ္တဝါသအနာစိနတံအန္တရာယောဝိနာတံတုဣဒာနေဝမဟိတိကောယံယံဥပဒဝံဇာတံဝိဒံတေတုအာ